Recording in progress. ဒီနေ့21ရက်9လ2026ညနေခင်းကာလသမယမှာဓမ္မစက္ကပောရဏသုတ်တံကိုလေ့လာပူဇော်နိုင်ရန်အတွက်မူလတရားပိုင်းရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုရောမကြီးကိုနမောတတဂါရတော်ဖြင့်ရှိခိုးကြောကြပါစို့နမောတတဘဂဝတောအရဟတောနမောဓမ္မောတတနမောတတဘဂဝတောအရဟတောနမောဓမ္မောတတနမောတတဘဂဝတောအရဟတောနမောဓမ္မောတတကျွန်တော်တို့ကတော့ကျွန်တော်တို့စာအုပ်လေးတင်ပေါ့နော်ကျွန်တော်စာအုပ်လေးနဲ့တင်မယ်စာအုပ်လေးနဲ့တင်မယ်ဆိုတာကတော့ကျွန်တော်ဓမ္မမိတ်ဆွေတွေကကြတော့ကိုယ်မှရှိတဲ့ဓမ္မစကြာစာအုပ်နဲ့တင်လဲရနော်ဓမ္မစကြာစာအုပ်နဲ့တင်လဲရတယ်ဓမ္မစကြာပြီးရင်ကျွန်တော်တို့အနတ္တလက္ခဏာသုတ်ပြီးရင်မဟာသမယသုတ်ပြီးရင်ဣတိကိလိသုတ်ဣတိကိလိသုတ်ကြတော့ကျွန်တော်တို့ဓမ္မမိတ်ဆွေတွေစာအုပ်ရှိချင်မှရှိတယ်အချိန်ကြတော့ကျွန်တော်စာဝယ်ပြီးတော့အစာဆိုတာအချိန်ကြတော့မဖြစ်မနေဝယ်ရတော့ဣတိကိလိတော့ကြောက်ရင်မဖြစ်မနေဝယ်ရတော့ဟာလားကိုလောတော့ဝယ်လိုက်ပါပြီဆရာဣတိကိလိတော့ရောက်တော့မဝယ်ဣတိကိလိတော့မဝယ်ခြင်းမှုဆိုရင်အမှဟိုတနေ့ကမုံများတင်ထားတဲ့ PDF ဖိုင်အဲ့ဖိုင်ကို print ထုတ်လိုက်ရင်တော့ print ထုတ်တာလောက်ကြာမလဲတော့မသိပရင်ထုတ်တာလေတမက်နာကို900လား1000လား900လောက်ရှိတယ်တချို့က900လောက်ရှိနော်ပရင်ထုတ်တာတဲ့စာအုပ်ဝယ်အစုံရပါတယ်ဆရာစာအုပ်ဝယ်လိုက်ရင်တော့4000လောက်4000လောက်နဲ့စုံမလုံးနေတာပဲစာအုပ်တွေမှာစုံတော့ပဲနောက်ကြတော့နောက်တစ်ခါထပ်ထုတ်မယ်ပဲဒေါက်ကန်သူစာဝင်အဲ့ဒါကိုကျွန်တော်အဲ့စာအုပ်ထဲမှာမဟာသမယသုတ်6တုပ်နောက်တော့6တုပ်ထပ်ထည့်အောင်အဲ့ဒါဆိုစုံသွားပြီအခုကဒါမဟာသမယတော့တတုတ်ပဲဘယ်လိုမျိုးလောက်တာโอเคအဲ့ဒါတော့ကျွန်တော်တို့စာအုပ်မှာစာမျက်နှာဘယ်လောက်လဲဆိုတော့106စာမျက်နှာဘယ်လောက်လဲ106ပါစာနော်106ကမနေ့ကတော့ကျွန်တော်တို့အဲ့ဒါလေးရှင်းခဲ့ပြီနော်ကြတော့မဆန်းဆန်းချိုဆိုတာအရင်ကောင်းလားအဲ့ဒါဖတ်ကြည့်မယ်ဘေကုဏံပင်စဝခိနံဘေကုလပိစဝေကုလဣတိပတ္တနာဒီကရာယေဓမ္မဝေစေတနိဗ္ဗာနာဘဝကေသာဂတိနာမေနာမဟာဗျာမေနာယသိကောသတုတိစေဘဂတေနောလောကနာထောအဒေတိလန္တိတံသဗ္ဗဒေဝေဟိသဗ္ဗတမတိတံသဗ္ဗလောကတိတထာယသက္ကေဗနမဟိဓမ္မစတော်ပြီရပြီနော်တော်ပြီရပြီမဆန်းချူသာတို့ပါနော်နည်းနည်းမိုင်းနဲ့ဝေးနေတာတန်သိမ့်မဝင်ဆိုတာတော့နည်းနည်းလေးကြည်လေးဆိုတာတော့ကြည်ဆိုတာဒါပေမဲ့တန်သိမ့်မဝင်အဲ့ဒါတော့ဘေကုဏံပင်စဝကိနံပင်စဝကိ5ဦးနော်ပင်စဝကိ5ဦးကိုတဲ့ပင်စဝကိ5ဦးကိုအဲ့ပင်စဝကိ5ဦးကဘယ်မှာကြည့်တာလဲဆိုတော့ဣတိပတ္တနာနာမကိဆိုတော့ဣတိပတ္တနာလို့အမည်ရတယ်တယ်လေဣတိပတ္တနာလို့အမည်ရတယ်မိဂရာယေမိဂရာအောင်တော်မှာနော်ဒါပေမဲ့ခုနောက်ပိုင်းကျတော့မိဂရာအောင်လို့ဣတိပတ္တနာလို့မခေါ်တော့ဘူးအခုမှဗာရာဏသီသွားရင်ရောက်နေရင်အိန္ဒိယဗာရာဏသီအဲ့မှာသွားလေးလာနေကြတယ်မိဂရာအောင်ပဲခေါ်တော့ဣတိပတ္တနာလို့မခေါ်တော့ဣတိပတ္တနာမခေါ်မိဂရာအောင်ပဲခေါ်အဲ့ဒါတော့ဣတိပတ္တနာလို့ခေါ်တယ်မိဂရာယီဗါလဲမိဂရာအောင်တော်မှာမိဂရာအောင်ဆိုတာကသားသမီးတွေကိုဘေးမဲ့ပေးတဲ့နေရာဘာခေါ်လဲမိဂဒါယ
မိဂထာဝုံဆိုတာကတော့မှမိဂဓာယမိဂဓာဝနမိဂဆိုတာသားသမီးတွေကိုဓာကပေးတယ်ဘယ်လိုပေးတာလဲဘေးမဲ့ပေးတာဘေးမဲ့ပေးတော့ဝနကတော့ဝနကတော့ဟုံဖြစ်တာအဲ့တော့မိဂရာဟုံဖြစ်တာမိဂရာဟုံဖြစ်တာနော်အဲ့ဒါမိဂရာရေဆိုတော့မိဂရာဟုံတော့မှာတဲ့နော်ဟောတယ်ဓမ္မဝရံအမျက်ဆုံးသောတရားကိုဟောတယ်ဓမ္မဆိုတာကတရားဝရကဘာလဲအမျက်ဆုံးသောတရားကိုအဲ့ဒီတရားကဘယ်လောက်ရောက်ဆွမ်းအတ္တိရှိတယ်လဲဆိုနိဗ္ဗာနပါပကံတဲ့ဩဘယ်ကိုရောက်စေနိုင်တာလဲနိဗ္ဗာန်ကိုရောက်စေနိုင်တယ်ဩပါပကဆိုတာကျွန်တော်ရောက်စေနိုင်တယ်နော်ဒီဓမ္မစကြာတရားကကျွန်တော်ဓမ္မမိတ်ဆွေတွေဘယ်ရောက်နိုင်တယ်လဲနိဗ္ဗာန်ကိုရောက်နိုင်တယ်ဒါကြောင့်မြတ်စွာဘုရားရှင်ရဲ့တရားတော်ရဲ့အဥဆုံးတရားလည်းဖြစ်တယ်အကောင်းဆုံးတရားလည်းဖြစ်တယ်ဗုဒ္ဓဘာသာရဲ့အနိတ္တာတရားဗုဒ္ဓဘာသာရဲ့အနိတ္တာတရားကဘာလဲဆိုတော့ဒီဘာလဲဓမ္မစကြာပဲတခြားတရားတွေအကုန်ရှောက်အကုန်လုံးဟိုဟာတွေအများကြီးဘုရား45ဝါကာလပတ်လုံးကြတော့အများကြီးဟောရတာဗျာအများကြီးဟောရတာပြမနောက်ဆုံးတော့ဒီစတုသစ္စာဝိနိမုတ်တဓမ္မောနာမနတ္ထိသစ္စာတရား၄ပါးမှာလွတ်တဲ့တရားဆိုတာမရှိဘူးနောက်ဆုံးတော့ဒီသစ္စာပဲစိုက်ဘုရားဟောတဲ့တရားအားလုံးနောက်ဆုံးပါနိုင်ကပဲလေသစ္စာစိုက်ရင်ဟောရအဲ့တော့ဒီဓမ္မစကြာကတော့ပထမဦးဆုံးပါလေပွဲဥတဲ့တရားကဓမ္မစကြာမှာဘာဟောတယ်သစ္စာတရားဟောတာအဲ့သစ္စာတရားကဟောအဲ့ဒီသစ္စာတရားကိုဟောတော့နာမကျင့်မှတာလေကျွန်တော်ဓမ္မမျိုးစီဘယ်ရောက်မလဲနိဗ္ဗာန်ရောက်မှာသစ္စာတရားကိုမနာဘူးသစ္စာတရားကိုမတွေ့ဘူးမမြင်ဘူးမကျင်ဘူးဆိုရင်ကျွန်တော်ဓမ္မမျိုးစီနိဗ္ဗာန်ရောက်မလားမရောက်နိုင်ဘူးနော်မရောက်နိုင်ဘူးဒါကြောင့်နိဗ္ဗာန်ပါပကံဘာပြောတာလဲနိဗ္ဗာန်ကိုရောက်စေနိုင်သောဓမ္မဝရအမျက်ဆုံးသောတရားကိုတဲ့ဘယ်ပါလဲမိဘကဘယ်မှာလဲဆိုတော့အဒိတယီဟုတ်တယ်မလားတော်ယူလေးစင်ရေးမိဘကဘာလဲမိန်ကိရိယာကအဓိကကိရိယာကဘယ်မှာလဲအဒိတယီဒါမိဘအဒိတယီဟောကြားတော်မူတယ်ဟုတ်တယ်မလားဘယ်သူဟောတာလဲဆိုတော့လောကနာထောက subject ပဲเนาะကတာပုတ်အဲ့လောကနာတော်လောကသားအလုံးတို့ရဲ့ကိုယ်ကိုယ်ရာဖြစ်တဲ့မြတ်စွာဘုရားရှင်ကတဲ့အဒိတိပါလေဟောကြားတော်မူတယ်ဘာဟောတာလဲဆိုတော့ဓမ္မဝါဒနာ object နော်ဘယ်သူတွေဟောတာလဲဆိုတော့မြတ်စွာဘုရား၅ပါးဒါအင်တာတဲ့ object ဟောတာဘယ်လဲ object တရားကြောင့်ဣတိပတ္တနာနာမေကေမိဂရာယဘာလဲ place နေရာဟောတယ်မလားနေရာပြအဲ့ဒါတော့ဘာကြောင့်ဟောတာလဲသဟပတိနာမကေနမဟာဗျံပေနယာစီတော်သဟပတိအမိရှိတဲ့ဗျမမင်းကြီးကဘာလဲယာစီတော်ဘာလို့လဲတောင်းပန်လို့reason ပဲတောင်းပန်ဒီအတွက်ကြောင့်ဘာလဲဟောတယ်အဲ့ဒါတော့ဘလို့ဟောတာလေတော့စတုသစ္စာပကာသင်တော်စတုရိသပကာတဲ့သစ္စာတရားတွေကိုထွန်းလင်းစေလေရဲ့အဲ့တော့သစ္စာတရားတွေဘာလို့မလဲထွန်းလင်းစေလေရဲ့ထွန်းပါအောင်နော်သစ္စာတရားတွေထွန်းကားသွားအောင်ပေါ့နော်ထင်ရှားပြပြီးတော့နော်ဒါ purpose ပဲ reason ဒီ purpose ဆရာကြီးဦးမြောက်ကျန်အင်္ဂလိပ် class မှာအဲ့လိုနော်ဆရာကြီးဦးမြောက်ကျန် class မှာတက်ဖို့တယ်မလားမချောလီတက်ဖို့လာတယ်မသိအဲ့သူလားနားတော်မလားနော် subject တို့ verb တို့ object တို့ complement တို့purpose အဲ့ဒီမှာဒီမှာလည်းအဲ့လိုပဲမနော်နော်ရေနော်အဲ့လိုခွဲလိုက်တော့သိမသွားဘူးလားအဲ့လိုခွဲပဲလားအဲ့ဒါတော့ဒီဓမ္မစကြာတရားကိုဟောတာဘယ်မှာဟောတာလဲဆိုရင်ဣတိပတ္တနာလို့ခေါ်တယ်မိဂရာမှာဟောတယ်ဘယ်သူတွေဟောတာလဲဆိုတော့ပင်စဘဂီ၅ပါးကိုဟောတယ်အဲ့ဒါဘယ်သူတောင်းမှန်လို့လဲဆိုတော့ဓမ္မမင်းကြီးကတောင်းမှန်လို့ဟောတာနော်အာတိတအဲ့ဒါဆိုဓမ္မစကြာရဲ့ဆွမ်းကဘာလဲနန္တိတံတပ္ပဒေဝေဟိတပ္ပဒေဝေဆိုတာနတ်အားလုံးနတ်တွေအားလုံးရဲ့နန္တိတံနှစ်သက်မြတ်နုအပ်တော်နော်တပ္ပတမ္ပတိတာရကတမ္ပတိအားလုံးကိုဗာလဲပြည့်စုံစေနိုင်တော့နော်ကျွန်တော်တို့ဓမ္မမိတ်တွေအကုန်လုံးကျွန်တော်တို့ဓမ္မမိတ်တွေကတမ္ပတိပြည့်စုံမှုတွေအများကြီးလိုတယ်ကျွန်တော်တို့တွေလိုအပ်ချက်တွေကျွန်တော်တို့တွေလိုအပ်ချက်တွေကိုဗာလဲပြည့်စုံစေနိုင်တယ်တဲ့ဟုတ်လားဓမ္မစကြာထိုင်းရုံနေပြည့်စုံတယ်ပြောတာတပ္ပတမ္ပတိတာရကအမွန်းတင်တာအားပြောတာအဲ့ဒါအမွန်းတင်တာ
တဘာလောကဟိတထာယလောကသားတွေရဲ့ဗာလဲအကျိုးစီးပွားဖြစ်တော်မှုအတွက်ဆိုပြီးတော့မှဓမ္မစက္ကံဓမ္မစကြာတရားတွေကိုဗနာမနော်ငါတို့တွေကြွကြပါစို့တဲ့အေးအိုသူတော်ကောင်းတို့တဲ့ငါတို့တွေဒီဓမ္မစကြာတရားကိုကြွကြပါစို့အဲ့လိုမျိုးသွားတာနော်โอเคဒါဆိုရင်ဒါပြီးသွားပြောရမလားအဲ့တော့ဒီဓမ္မစကြာတရားနော်ဘယ်မှာဟောတာလဲဆိုတာကျွန်တော်ဓမ္မမိတ်သိသွားသိသွားပြီဆိုတော့သူ့ရဲ့ဏိဒန်းလေးရတယ်ရှိတယ်အဲ့ဒါဏိဒန်းလေးမနေ့ကတော့ပြောခဲ့ပြီးပြီနော်ပြောခဲ့ပြီးပြီဆိုတော့အဲ့တော့ဒီနေ့မှလာတတ်တဲ့ဓမ္မမိတ်တွေရှိတယ်ဟုတ်လားဒီနေ့မှလာတဲ့ဓမ္မမိတ်တွေကိုလည်းပဲဟောဖြစ်အောင်ဆိုကျွန်တော်တို့ဒီမှာဓမ္မစကြာဏိဒန်းလေးပြန်ပြမယ်အဲ့တော့မနေ့ကတော့စလိုင်းလေးမလောက်ပါသေးတာဒီနေ့တော့စလိုင်းလေးလောက်ထားလိုက်ဒါမောင်တော်မဲတဲ့ယူဒါမောင်တော်မဲတဲ့ယူဆိုတာဟာတော်ယူလို့ဆိုရင်ဟာတော်ကင်းယူရင်မောင်တော်မဲတဲ့ယူဆိုတာကဘာလောကကြီးသစ္စာတရားမထုံးကားသေးတဲ့အချိန်မှာလောကကြီးမှောင်နေတယ်မှောင်နေတယ်အဲ့ဒီအမောင်လောကအမောင်ထုံးပြတာတယ်အဲ့ဒီအမောင်ထဲမှာဓမ္မစကြာဟောအလင်းတန်းလေးထွက်လာလင်းလာအဲ့ဒါလင်းလာပြီးတော့မှအဲ့ဓမ္မစကြာတရားဟောမယ်တဲ့ဘယ်မှာဟောတာလဲဒီနေရာကဗာရာဏသီပြည်မိဂရာအောင်တောမှာဟောတာအဲ့ဒါကြောင့်ဣတိပရဏနာမကေမိဂရာယေဓမ္မဝရံနာကြတဲ့ပုဂ္ဂိုလ်ရဘယ်လိုလဲပင်စာဝဂီငါဟုကုဏံပင်စာဝဂီနံဟာပင်စာဝဂီငါဟုကဘယ်သူတွေလဲဆိုတော့ကျွန်တော်ဓမ္မမျိုးတွေခေါင်းဆောင်ကပြောတယ်အရှင်ကွန်တင်ညာအရှင်ကွန်တင်ညာဆိုတာကမြတ်စွာဘုရားရှင်မွေးဖွားတဲ့အချိန်မြတ်စွာဘုရားလောင်းမွေးဖွားတဲ့အချိန်မှာသေရတမင်းသားလေးမွေးဖွားတဲ့အချိန်မှာလက္ခဏာသူ့ရဲ့ဇာတာတွေကိုဖတ်ပြီးတော့မှဘေးရင်ဟောတာဟောသရထုတ်ကြဟောသရတို့တဲ့ပုံနာ၈ယောက်ရှိတယ်အဲ့ပုံနာ၈ယောက်ကတချို့ကလည်းလက်နှချောင်းထောင်တယ်တော်ရင်းကြီးတချို့ကလည်းလက်နှချောင်းထောင်တယ်တချို့ကလက်နှချောင်းထောင်ပြီးတော့ဗာလဲသူတို့ပါစကြဝဠာမင်းဖြစ်မယ်စကြဝဠာမင်းဆိုတာတော့ခုကအမေရိကန်လိုပုံစံမှုပဲလေနိုင်ငံတိုင်းလိုကိုတော့ဗာလဲဩဇာရှိနေတာဟိုနိုင်ငံမှာဩဇာရှိနိုင်ငံတိုင်းမှာအဲ့ဒါတော့အဲ့ဒီစကြဝဠာသူတို့အိန္ဒိယတိုက်တိုင်းလုံးမှာသူကဩဇာအာဏာရှိတဲ့မင်းကိုဗာလဲစကြဝဠာမင်းပဲပြောမှဆိုတော့နော်ဒီကမ္ဘာလုံးမှာဩဇာအာဏာရှိတဲ့ပုဂ္ဂိုလ်စကြဝဠာမင်းအဲ့ဒါတော့အဲ့ထဲမှာအဲ့9ယောက်ထဲမှာသူကဘုရားလောင်းလေးမွေးဖွားလာတော့ဘုရားလောင်းလေးကကျွန်တော်တို့ဘုရားကဘယ်နေ့မွေးဖွားလာလဲဆိုတော့ကျွန်တော်ဓမ္မဘယ်နေ့မွေးဖွားလဲကစုံလာပြီဘယ်နေ့လဲတောက်ကြနေအဲ့ဒါမလားကျွန်တော်မနေ့ကတော့အဲ့ဒါလေးပြောခဲ့ပြီးပြီအဲ့ဒါတန်တေယူက10လကြာတော့တန်တေယူတာကျွန်တော်တို့ဘယ်လလဲဝါဆိုလာပြီနေ့ဝါဆိုလာပြီနေ့ဘယ်နေ့ပါလဲကြာသာပရိနေ့အဲ့ဒါမလားတော်လူရှင်မင်းကျွန်းတိုက်တဲ့တောင်းဝင်စัจ java လာနတ်ပြမာတို့ညီညာရုံးစုတောက်မှမှုကြောင့်တော်များတာဝရင်သာနတ်ပြည်မှာဘုရားလောင်းနဲ့သားရှိဘုရားလောင်းနဲ့သားကိုတောင်းနတ်တွေဝိုင်းပြီးတော့တောင်းဆိုတော့လူပြည်မှာဘုရားဖြစ်ဖို့အချိန်ရောက်ပြီဘုရားဖြစ်ဖို့အဲ့ဒါနဲ့ပဲဒီကျင်းကြီးလေးပါနဲ့ကြည့်ပြီးတော့မှနတ်သားကဘယ်ရောက်လာလဲဆိုတော့ကပိလုပြည်နေပြီးတော့ကသူကမင်းမျိုးလည်းဖြစ်ရဘင်းမင်းမျိုးထဲမှာသွားပြီးတော့မှသူကလူဝင်စားလိုက်တာပေါ့ဗျာပြောမယ်ဆိုတော့လူအဲ့ဒါတန်ဗာလဲခဏဗာလဲသုံးလို့ရှင်ပဲကြောင်းတဲ့တင်တောင်းခင်စัจ java လာနတ်ပြမာတို့ညီညာရုပ်စုတောင်းမှမှုကြောင့်ယတုနကိုရှုံဆိုသည်ဝါဆိုလာပြီအဲ့လဲကျွမ်းမင်းနေဝဲချမ်းမြေကြည်ပြူတန်တေယူသည်နတ်လူငိမ့်ဖို့ဂိမ်းပါကိုဟောရမလားတော့ကြည့်ပြည်ညပါလဲတန်တေယူက10လကြာသောမဟာတက္ကရေ68ကျုံကစုံလာပြီဘယ်နေ့လဲတောက်ကြနေမဟာတက္ကရေ68ခုနေကစုံလာပြီတောက်ကြနေဝဲချမ်းမြေပါသုံးစီလုံးပဏိ၌မဟိလိုက်စုဖွာတော်မူသည်နတ်လူအောင်တို့လမ်းမှာကိုအဲ့လိုဖွာတဲ့နေ့မှာနားတော်တဲ့ကြောင့်နေဒီပါရီတော့နော်မဟာတက္ကရေ68ကိုကစုံလာပြီတောက်ကြနေမှာမွေးဖွာတဲ့အချိန်မှာပုံနာတွေဘာတွေခေါ်ပြီးတော့မှနိုင်ငံတွေမှာရှိတဲ့ပုံနာတွေကရွေးပြီးတော့မှအဲ့မှာပုံနာ8ယောက်နောက်ဆုံး8ယောက်ကောလာရှိရွေးပြီးတဲ့နောက်ပိုင်းကျမှအဲ့8ယောက်တွေကတခြားပုံနာတွေကဗာလဲစကြဝဠာမင်းဖြစ်မယ်
ဟုတ်တယ်မလားစကြဝဠာမင်းဖြစ်မယ်လို့ပြီးတော့မှသူတို့ဘာလို့လဲစကြဝဠာမင်းဖြစ်ရင်ဖြစ်မဖြစ်ရင်ဘာလဲဖရာဖြစ်မယ်တမသမုဒ္ဒခေါ်တမသမုဒ္ဒဗုဒ္ဓဖြစ်မယ်အဲ့လိုမျိုးဟောကြတာရှေ့ကပုံနာဘယ်လောက်လဲ9ယောက်လုံးအဲ့လိုဟောတာ9ယောက်လုံးဟောတာအဲ့လိုဟောတော့ကြတော့အစတော့ကတော့တော်တော်နာပင်ကြီးကသူသားစကြဝဠာမင်းဖြစ်မယ်ဆိုတော့သူအရန်သဘောကျတယ်သူကစကြဝဠာမင်းမှမဟုတ်တော့စကြဝဠာမင်းအကုန်လုံးမှာအာနာရှိတယ်အကုန်လုံးအာနာရှိတယ်အာနာကုန်းလွှမ်းမိုးတယ်နော်အဲ့တော့စကြဝဠာဖြစ်မယ်ဆိုတော့သဘောကျနောက်တစ်ချက်ကြတော့ဗာလဲဖះဖြစ်မယ်ဖះဖြစ်မယ်လေပြောလို့ပြောရောလုံးဝမကြိုက်တော့လုံးဝမကြိုက်ဘူးဟုတ်တယ်မလားကျွန်တော်ဓမ္မမေသူတော်ကိန်းပြန်မကြိုက်ကြဘူးမလားကိုသားသမီးလေးဆိုရင်ဘာလုပ်ခိုင်းလဲကိုသားသမီးကြတော့အမတို့ကဆရာဝန်တွေအင်ဂျင်နီယာတွေဟာရာစစ်ဘိုးကြီးဆရာဝန်တွေခုကစစ်ဘိုးတော့တင်တော့လုပ်ချင်တာမလုပ်ချင်တာမသိဆရာဝန်အင်ဂျင်နီယာအခုကိုသားသမီးစစ်ဘိုးဆိုတော့မပြောရဘူးမလေးလုံးလုံးနဲ့ธรรมดาအဲ့လိုမရှိရရက်ကြတယ်မှာဟိုတော့ကတော့ထောင်နဲ့နေတာကိုတော့မပြောရဘူးပြန်ခေါင်းနေပြီတော့အဲ့တော့မို့လူတွေကတော်တော်များများကနော်ကိုသားသမီးကြတာဗာလဲကွင်ဝိမဲ့ဘုန်းကြီးခဏပဲပြီးရင်ကိုသားလေးကပြောနေတော့မှဘာလို့လဲထက်ကထွက်ခိုင်းတာထွက်အဲ့လိုမလားကိုသားကြတော့ဗာလဲကိုသားသမီးတွေကြတော့ဘုန်းကြီးမွေခံဘူးသူများသားသမီးတွေကဘုန်းကြီးလျှောက်ဝင်နေကြတာအဲ့လိုမျိုးရှိတယ်ထားပါတော့အဲ့လိုမျိုးသောတော်ရဏပင်ကြီးတောင်မှကျွန်တော်ဓမ္မမျိုးသိလားနော်သူသားကဗာလဲဖះဖြစ်မယ်ယဟန်ဖြစ်မယ်သူတော်စင်ယဟန်ဖြစ်မယ်အဲ့လိုဖြစ်မှာဟုတ်တော့ဗာလဲမကြိုက်ဘူးနောက်ဆုံးပုံနာလေးကဘယ်လိုလဲကိုနေညာပုံနာကလက်ညှိုးတစ်ချောင်းထောင်ပြီးတော့မှဖះစင်တင်ဧကန်ဖြစ်မယ်ဟာအဲ့ဖះစင်တင်ဧကန်ဟုတ်ပါပြီအဲ့ဒါဖះဘယ်လိုဖြစ်မှာလဲဆိုမနေ့ကကျွန်တော်ပြောပါအဲ့ဒါဖះဘယ်လိုဖြစ်မှာလဲဆိုတော့မှဘာကြောင့်ဖြစ်မှာလဲအဲ့ဒါအိုတဲ့လူတွေနာတဲ့လူတွေနော်သေတဲ့လူတွေရသေးရဟန်းတွေအဲ့ဒီလိုမှနေမေကြီးလေးမျိုးကိုတွေ့ပြီးတော့မှဘာလို့မှလဲဖះဖြစ်မယ်လို့လည်းပြောလိုက်ရောသေတရသောတော်ရဏဘင်းကြီးကနိုင်အကုန်လုံးအမိန့်ထုတ်ပြတယ်သူတို့နန်းတော်တယ်မှာအိုတဲ့လူတွေတယောက်မှမနေနဲ့သူဟာပြင်ထွက်အဲ့ဒါနာတဲ့လူတွေလည်းတယောက်မှမနေနဲ့ပြင်မှာသွားနေနန်းတော်ပြင်ထွက်လောက်ပြတာနော်အိုတဲ့လူတွေနာတဲ့လူတွေသေတဲ့လူတွေအကုန်လုံးဗာလဲနန်းတော်ပြင်ထုတ်တိကျထန်နေရအောင်ထားပြလိုက်တယ်အဲ့လိုမလုပ်ပြတယ်သူသားမတွေ့ရအောင်ဆိုပြီးတော့မွေးကြရအိုတဲ့လူလည်းမတွေ့ရအောင်နာတဲ့လူလည်းမတွေ့အောင်သေတဲ့လူလည်းမတွေ့ရအောင်နော်အဲ့လိုမျိုးနော်ကျွန်တော်တို့တွေကတော့အဲ့အိုရာတွေနဲ့တွေ့အိုရာတွေ့လည်းဗာတရားမှမရအောင်နာရာတွေ့လည်းဗာတရားမှမရအောင်ကိုကြီးမှဘလောက်သေးပြသေးဘူးလည်းမသိကိုလည်းမဆိုင်သေးဘူးပဲဟုတ်လားကိုကြီးမှသေးနေတဲ့လူတွေတွေ့လည်းကိုနဲ့မဆိုင်သေးဘူးပဲဒီလိုပဲကျွန်တော်တို့တွေ့တာဟိုမှာတော့ဖះလောင်းလို့ရှင်ကြီးဝရတို့အားလို့ဆိုမှရှင်ကြီးဝရတွေရတာသူတို့သင်္ကန်းကသူတို့အိန္ဒိယမှာဟိုတော့ငငယ်လေးတွေနဲ့သူကစိတ်ဆက်ကြတာလေလက်ထက်ကြစိတ်ဆက်ကြပွဲလို့ငယ်လေးခုနှစ်နှစ်သားလေးကြီးတယ်အောင်မစိတ်ဆက်ပွဲလို့တော့သွားကြော့တယ်ကြော့တော့အဖွားကြီးကြီးတယ်အဖွားကြီးကအိုမင်းရှုံတွနေပြီအသားကြီးတွေအိုမင်းရှုံတယ်စပင်းတွေကလည်းဖြူဖွေးနေခိုင်းလည်းကုန်တယ်အသက်80လောက်ရှိအဖွားကြီးကြည့်ပြီးတော့အဲ့ဒါအဖွားကြီးကြည့်လိုက်သူဘေးကကောင်မလေးကြည့်လိုက်အဖွားကြီးငါဘေးကကောင်မလေးလည်းဒီလိုမတော်တကယ်အဖွားကြီးဖြစ်မှာပဲဒီလိုမိုးကြီးဖြစ်မှာပဲအဲ့မှာတင်ကိုမင်္ဂလာဆောင်တဲ့နေ့မှာတရားရပြီးတော့မှတခါလေးထွက်ပြေးမိမပြူကျင်တော့ထွက်ပြေးသွားတယ်အိုတဲ့လူတွေ့ပြီဒါလားကျွန်တော်တို့တွေကတော့ဘလောက်အိုတဲ့လူတွေ့လည်းပဲဗာတရားရမှာမဟုတ်မရမှာမဟုတ်โอเคစပင်းတွေဘလောက်ဖြစ်ပြီဟာလားဘာမှမဖြစ်ဘူးအဲ့တော့ခဖះရဲ့ဖာကမီတော့တော်ရဏရဲ့သူသားလေးအဲ့လိုဖြစ်မှာတွေ့ပြီးတော့မှတော်တော့မှဆိုလို့ဆိုပြီးတော့နိုင်မင်းသူ့ရဲ့နန်းတော်တစ်ခုလုံးအဲ့လိုမျိုးတွေပိတ်ပင်ထားတာမရဘူးဝင်လို့မရဘူးအိုတဲ့လူတွေလည်းသွားမရဘူးနားတဲ့လူလည်းသားအိုတဲ့ဆိုဘယ်လောက်ကစားတတ်မှလဲတယ်မသိအိုတဲ့လူက40ကျော်ရင်ဦးပါပြီဆရာ40ကျော်ရင်ဦးပါပြီဆရာအဲ့တော့ကျွန်တော်တို့လည်းပါပြီပေါ့ဟုတ်ပါခေါ်ရပါပြီပေါ့40ကျော်90လောက်အဲ့60ကျော်90လောက်လောက်ပေါ့ငါ40လောက်လောက်ပါဒီအဲ့ဒါဆိုကျွန်တော်တို့40မလွတ်တော့ဘူးဗျာအဲ့ဒါလွတ်မဲ့လူအသိမကြမ်းမအောင်40ဆိုတော့လွတ်တရားဝင်နေပြီမဟုတ်ဘူး40ကျော်တော့မလုပ်ပါနဲ့ငါ50ကျော်60လောက်ပါလွတ်ပါအဲ့တော့ကျွန်တော်တို့လည်းလွတ်မှာအဲ့ဘလို့ဝင်ရအောင်ဗျာနော်အဲ့လိုမျိုးနဲ့ဖះရဲ့ဖာကမြတ်တော့အဲ့လိုမျိုးတွေလောက်ထားတာ
လောက်တာတော့နှစ်ပေါင်းဘယ်လောက်လဲဆိုရင်နှစ်ပေါင်းဘယ်လောက်ဖြစ်သွားလဲ19နှစ်လောက်ကြာသွားတာပေါ့နော်73နှစ်မှာဘွယ်ဖားမြင်ပြီး73နှစ်လောက်အပြင်မှာပဲတခါတည်းရတော်ရီယာနဲ့လက်ထပ်ပြီးရတော်ရီယာနဲ့လက်ထပ်ပြီးတော့ဘယ်တော့မှ19နှစ်အသက်ဘယ်လောက်29နှစ်အရွယ်ကြမှာပဲအဲ့ဒီလျှောက်သွားရင်အဲ့လူအိုတဲ့လူတွေတွေ့ဟာဘာလို့အိုရတာလဲနာတဲ့လူတွေဒီလိုပဲမင်းသားလေးတဲ့ရှင်းမြင်သူတို့ကြည်လိုက်ဒီလိုပဲအိုမှာပဲဒီလိုပဲနာမှာပဲနောက်တော့ဒီလိုပဲသိရမှာပဲဥနာသေးရလို့ပို့တယ်ဗျတရားကျင့်မှာအဲ့လိုမတရားကျင့်ရမယ်အဲ့လိုမျိုးတွေသူသိသွားတာအဲ့ကြမှာပဲတောထွက်မယ်ပဲလုံးတဲ့နေ့မှာပဲဘာဖြစ်သွားလဲရာဟုလာတွေမွေးတဲ့နေ့ပဲတောထွက်တဲ့နေ့မှာပဲဗာလဲရာဟုလာမွေးတဲ့နေ့ပဲနော်အဲ့တော့သူသားလေးကိုတွားပြီးတော့ကြည်ကျင်တာကိုင်းနေတာဒါပေမဲ့တွားကိုင်းလိုက်ရင်လည်းတန်ဟောသူတွေဖြစ်မှာစိုးလို့ဆိုပြီးတော့မှဖះကဘာလို့လဲမကိုင်းတော့ရာဟုဆိုတဲ့ဒီကောင်ငါ့ကိုဖမ်းစားမဲ့ကောင်ဆိုငါ့ကိုဖမ်းစားမဲ့ကောင်ရာဟုလာဖမ်းစားမဲ့ကောင်အဲ့လိုပြောလိုက်တယ်အဲ့ဒါရာဟုလာဖြစ်တယ်အဲ့ဒါနော်အဲ့ဒါနဲ့ပဲနောက်ဆုံးဖះကဒီသူသွေးနုတာနုသူ့ရဲ့ဇနီးမယားဖြစ်တယ်ဘာလို့လဲရတော်ရရရတော်ရရနဲ့သားလေးကိုထားပစ်ခဲ့ပြီးတော့မှတောထွက်သွားတာနော်လူတွေကအဲ့ဒါတော်တော်များများအဲ့နေရာမှာပြောကြတာအမလီဖေကနော်ရက်ဆက်တယ်ဟောစိန်ကရက်ဆက်တယ်ဒါပေမဲ့လည်းပဲသူတို့ငဲလိုက်ရင်ဖေကကွန်မတီကကျွန်တော်ပြောသူ့ကိုငဲလိုက်ရင်ဗာလဲဂေါရမဗုဒ္ဓဆိုတာကမ္ဘာလောကမှာပွင့်ထုံးပေါ်လာမှာမဟုတ်တော့ဘူးနော်အဲ့လိုအများအကျိုးငဲ့ပြီးတော့မှသူမိသားစုအရေးကိုဆွန့်လွတ်ခဲ့ရတာအဲ့တော့အဲ့ဒါနဲ့ပဲမြတ်စွာဘုရားရှင်ကိုရောမကြီးကဟာရာကျွန်တော်ဓမ္မမစ္စည်းများသေရတမင်းသားလေးကသူသားတွေပါသားတွေသမီးတွေဇနီးတွေနန်းတော်တွေအကုန်ဆွန့်လို့ပြီးတော့မှဥရဝေလာတော်တဲ့ထပ်သွားတာဗျဟုတ်တယ်မလားတော်ထပ်သွားတာဒါကြောင့်ကျွန်တော်တို့ဓမ္မမစ္စည်းဒီမှာခွာမြေမြောက်သော16နှစ်ရွယ်ပြိုနုနယ်၌သုံးသွဲရွှေနံသိမ်းမြန်းပြည့်လေ73နှစ်လျင်ပုံးတဲ့လျင်လူစံတော်မူ၍ရွယ်မူနုပြို29ဝယ်29ဝယ်လေမျိုးနမိတ်နတ်ပြဟိတ်ကြောင့်ရွှေစိတ်ညီညိုတန်ဝေပိုကဝါဆိုလာပြီးဘာနေလဲကြာမင်းနေဝယ်ဟုတ်လားချမ်းမြေရေကုန်တော်ရိတ်လုံပြီးစုံမိုင်းပင်ရိတ်ခမ်းမာကိုဟုတ်လားဒါကြောင့်မြတ်စွာဘုရားရှင်ဖခင်ရမိကဘာလို့လဲဘခင်ဖခင်မိကဘယင်တောတော်ရဏမိခင်ကမာယာဒေဝီဒါကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နှံသိတယ်ဟုတ်တယ်မလားသူမွေးဖွားတဲ့နေ့ကမာတက်ကရ68ကိုကစုံလာပြီးတောက်ကြနေ့BC ရပြောတော့623သူ့နာမည်ကသိတ္တကုမာရဟာဒါနာမည်ကဘာလဲသိတ္တကုမာရသူနာသူနမေကြီးလေးပါကိုတွေ့ပြီးတော့မှသူဗာလဲရဟတောထွက်သွားမယ်လို့ဟောတာအဲ့ဒါဘာလို့လဲပုံနာကွန်းနေညပုံနာဟောတာနော်အဲ့တော့ဒေါက်တာတန်တွေကတော့ကျွန်တော်ဓမ္မမေးသွားလဲမဟာတက်ကလေး69ခုနော်ဝါဆိုလာမေတနင်္လာနေ့သူ့အသက်တော့ဘယ်လောက်လဲ29နှစ်အရွယ်မှာတော်ထသွားတယ်ဟုတ်လားတော်ရဲ့အမြိုင်ပေါ်6နှစ်ပြော၍နော်တော်ထဲမှာကျွန်တော်ဓမ္မမေးစင်များမြတ်စွာဘုရားရှင်ကိုရောင်မင်းကြီးကတော်ထသွားတယ်ဟုတ်လားတော်ထသွားတဲ့အချိန်မှာပဲဟွာကခုနပုံနာတွေကသူတို့ကဒီဟိုးတို့စကြတယ်မှာထားခဲ့တယ်အဲ့ခုနပုံနာကြီး9ယောက်ကမှာထားခဲ့တာသိတ္တရမင်းသားတော်ထွက်တဲ့အချိန်ညတော့ငါတို့ကရှိမှာမဟုတ်တော့ဘူးတဲ့မင်းတို့တွေကအဲ့ဒီသိတ္တရတော်ထွက်လိုက်တာနဲ့တည်းကနောက်ကလည်းလိုက်သွားကြသိတ္တရတော်ထွက်တာနဲ့နော်တရားသစ္စာတရားကိုနာကြငါတို့ကတော့အဲ့ချိန်မရှိတော့ဘူးဆိုပြီးတော့မှာထားခဲ့တာအဲ့ချိန်မှာအငယ်ဆုံးကအရှင်ကွန်းနေညလေးကအဲ့ဒီမှာအသက်သူဟောတဲ့ချိန်တုန်းကအသက်20ကျော်လေးပဲရှိတယ်နော်20ကျော်လေးပဲရှိတယ်ဆိုတော့ဖះတော်ထွက်သွားတဲ့အချိန်ဆိုရင်တော့29ဆိုတော့သူလည်းဘယ်လောက်လဲ59လောက်တော့သွားမှာ59 60လောက်တော့ရှိတော့အဲ့ဒီမှာပဲအဲ့ဒီရရှင်ကုန်းနေညာကြီးကစောင့်ပြီးတော့မှဒီကြံတဲ့အဲ့ဒီပုံနာကြီးတွေရဲ့သားတွေကြံတဲ့ပုံနာကြီး9ယောက်အဲ့9ယောက်ရဲ့သားတွေရှိတယ်အဲ့သားတွေသူ့တငယ်ချင်းတွေကိုခေါ်ပြီးတော့မှတော်ရရနဲ့စောင့်ပြီးတော့မှအဲ့မှာနောက်ကလိုက်ပြီးတော့မှလိုက်ဝေရောက်စားလိုက်လောက်ကြလိုက်ဆောက်ပြုစုဆောင်ရှောက်ကြတာပေါ့နော်အဲ့ဒီနာမည်တွေကဘယ်လိုလဲအရှင်ကွန်နေညာခေါင်းဆောင်ကပြီးရင်အရှင်ဝတ်ပါအရှင်ဗတ္တိယဝတ်ပါတို့ဗတ္တိယတို့မဟာနံအတ္တစီဘယ်နှယောက်လဲ5ယောက်အဲ့5ယောက်ကိုဘာခေါ်လဲပင်စာဝက်ကီပင်စာကဝ
ဝက်ကီကအုပ်စု5ပါးတော့အုပ်စုပေါ့အဲ့ဒါပင်စဝက်ကီ5ဦးအဲ့ဒါပင်စဝက်ကီ5ဦးလို့မနေ့ကတော့ကျွန်တော်တို့ပင်စဝက်ကီရဲ့စက်ဝက်ကီရဲ့နှစ်မျိုးပြောခဲ့တာဒါစက်ဝက်ကီဆိုရင်စက်ဝက်ကီဆိုရင်မကောင်းတဲ့ကိုတော့6ယောက်ကိုတော့6ယောက်ညပင်စဝက်ကီဆိုရင်ကောင်းတဲ့ယဟန္တာအရှင်မြတ်5ဦး5ယောက်နော်အဲ့ဒါအရှင်ကွန်လညာအရှင်ဝက်ပါအရှင်ဗတ္တိယအရှင်မာနအတ္တတိရှိအရှင်ဒီအရှင်တွေထည့်နေလို့ရှုပ်ချက်ကတ်တယ်ကွန်လညာဝက်ပါဗတ္တိယမဟာနအတ္တစီဆိုလို့ကြက်လိုက်တော့ပြီးသွားတယ်နော်အဲကျွန်တော်တို့ကတော့စာမွေးဖြေမှာမေးမှာမဟုတ်သေးတော့ကြောင်းဒီမှာပြက်လဲပါမကြက်လဲပါမဖြစ်ဘူးနော်အဲ့ဒါကပိလောနဗီနေပြနော်ဝေဖာတဲ့နေတိပြီးသွားပြီဟုတ်တယ်မလားဟောက်ကြနော်နမကြီးလေးပါဒေါက်တာတဲ့နေပြီးသွားပြီနော်တော်ရဲ့မြိုင်ပေါ်6နှစ်ပြော၍ခါတော်တပုံပွင့်ချင်းကြုံကစုံလာပြီဘယ်နေလဲအဲ့တော့မြတ်စွာဘုရားရှင်ကိုရမကြီးကတောတဲ့ကိုသွားဗနေလာဗနေတောတက်သွားတော့ပထမဆုံးဥရုဝေဒတောတဲ့မှာအာလာရယသိနဲ့ဥဒကယသိတွေတွေ့တယ်အဲ့ဒီယသိတွေစီမှာမြတ်စွာဘုရားရှင်ကိုရမသိရတမင်းသားကဗာလဲဇန်တမာပတ်တွေကျင့်သုံးတယ်ဇန်တွေရပြီးတဲ့နောက်ပိုင်းမှာရူပဇန်တွေအရူပဇန်တွေရပြီမဲ့လေအဲ့ရူပဇန်အရူပဇန်တွေကအသေးလို့တဲ့တရားတွေမဟုတ်ဘူးဆိုပြီးတော့မှသိတာတော့အဲ့ဇန်ကျင့်နေတွေကိုနဲ့ဆရာသမားသူ့ရဲ့လောကီဆရာတွေဖြစ်တဲ့အာလာရဥဒကယသိတွေကိုစွန့်ပယ်ပြီးတော့မှဆက်လက်ပြီးတော့မှထွက်ပြီးတရားကိုမသေးတဲ့တရားကိုထက်ရှာတဲ့ချိန်မှာဘုရားရှင်ကိုတော့သိတ္တမင်းသားကဘဏ္ဍလာတော်ဘယ်နှစ်ကြာတော့6နှစ်တိကြာ6နှစ်အတွင်းမှာအစာမစားပဲကျင်နေရေမတောက်ပဲအစာမစားပဲတိတိဝလာနေမျိုးပေါ့နောက်ဆုံးပဲစီတစ်စီးလောက်ပဲစားတဲ့အစင်းတော်တွေကိုရောက်အောင်ကျင့်နေတာကျင့်တော်လည်းပဲကျွန်တော်ဓမ္မမှုစီသိတဲ့အတိုင်းဘုရားဖြစ်လားမဖြစ်ဘူးဒုက္ခရစရိယာကိုခက်ခဲပင်ပန်းကျင့်တာဟာအသားပေါ်မှာအယိုးပေါ်မှာအရေးလေးပေါ်တော့လို့ပဲเนาะကန်ကြည့်လိုက်စပင်းဒီအမွှေးတွေတော့အကုန်ကျွတ်ထွက်ကုန်တာတဲ့အဲ့လောက်ဒီအောင်ဖြစ်တာเนาะဒုက္ခရောက်တာเนาะအိန္ဒိယကိုကျွန်တော်ဓမ္မပြုတွေတွေ့ဥပါတယ်ဓမ္မလားဒုက္ခရစရိယာပုံတော်ကြီးတွေ့တယ်မလားရုပ်ဖြိုင်းချရေးပွင့်မှန်ထားเนาะအဲ့လိုမျိုးဘယ်လောက်လဲ6နှစ်ကြောင်ကျင့်တာ6နှစ်ကြောင်ကျင့်တဲ့ချိန်မှာဓမ္မပိဿဝဂ္ဂီ9ဦးကလည်းပဲဝေအောင်စာတွေလိုက်လို့ပေးတယ်ဝေအောင်စာရေးခတ်ပေးတယ်သမင်းတွေချက်ပေးတယ်တိတိဝလာတွေရှာကျွေးအလုံးမျိုးရှာကျွေးတယ်ရှာကျွေးရင်လည်းပဲဖះကတိတ္တရကဖះလောင်းကဖះမဖြစ်ဘူးလေဘာညာမှထွက်မလားအညာကိုပဲခက်ခဲပင်မနဲ့ဒုက္ခရစရိယာအကျင့်တွေအတ္တကိလမရဏယောဂအကျင့်တွေဖြစ်ကုန်အဲ့ဒါနဲ့ဒီအကျင့်တွေတော့မဟုတ်သေးဘူးဆိုပြီးတော့မှအဲ့ကျင့်တွေကိုစွန့်လို့ပြီးတော့မှသူဟိုတုန်းကရရှိခဲ့တဲ့ဇန်အာနာပါနကိုပြန်ပြီးတော့မှရှုမှတ်ပွားများလိုက်မှာအဲ့ဒီကစုံလာပြီဗုဒ္ဓဟူးနေ့မှာနော်ကစုံလာပြီဗုဒ္ဓဟူးနေ့မှာ6နှစ်ပြည့်တဲ့နေ့ကစုံလာပြီဗုဒ္ဓဟူးနေ့မှာဗုဒ္ဓဂါယာဆိုတဲ့ဒေသမှာအမှဖျားဖြစ်တာတမင်ညနာညာကိုရသွားတာနော်အဲ့ဒါလည်းကျွန်တော်ဓမ္မမျိုးတွေပြီးပြီးသားပဲတော်ရဲ့မြိုင်ပေါ်6နှစ်ပြောပြီးခါတော်တပုံပွင့်ချိန်ကြုံကစုံလာပြီဗာလဲစင်မင်းနေဝဲဗုဒ္ဓဟူးနေ့နော်ကစုံလာပြီစင်မင်းနေဝဲမြေပရမေပလင်ပွေထက်ရွှေညောင်တော်ကြီးပိတ်တန်တိနေပလင်ပွေမှာနော်အဲ့ဒါမဟာဗောဓိပင်ရဲ့ပလင်မဟာဗောဓိပင်ရဲ့အောက်နော်အပရာဇိတပလင်ဆိုပေမဲ့လည်းပဲမြက်တွေပေါ့မြက်ရှိစုပ်လူတာမြက်ရှိစုပ်ကိုဖြန့်ကျဲလိုက်ပြီးတော့မှအဲ့ပုံမှာတချို့ကလည်းပဲပလင်ရွှေပလင်ကြီးပေါက်ထားတယ်ပါနော်အိန္ဒိယနိုင်ငံကဗကြီးကားတွေမှာအဲ့လိုရွှေပလင်မဟုတ်ဘူးမြက်ပုံပဲမြက်ပုံမှာထိုင်ပြီးတော့မှဖျားဖြစ်သွားတာပေါ့နော်အဲ့ဒါတော့အဲ့ဒီမှာ BC ဘလောက်လဲ988သူ့ရဲ့နာမည်ကအမျိုးနဲ့ကိုခေါ်တာဂေါရမဗုဒ္ဓသူရဲ့လူဘဝကနာမည်ကတိဋ္ဌထသူမိဘလေးပြဒါပေမဲ့သူ့ရဲ့အမျိုးနယ်ကဂေါရမဘလို့ဂေါရမဗုဒ္ဓကစုံလာပြီးဗာလဲစင်မင်းနေဝဲမိပရမေပလင်ပွေထက်ရွှေညံတော်ကြီးပိဋ္ဌံတိနေမညိပြီဘူးဟောပါဦးဗာလေရမှုကမဲအမိုက်သိန်းကိုအရှင်းပဲပြအလင်းပေါ၍ထွန်းတော်ပုံတော်တောင်းလုံးကျော်သည်ဟောတာသုံးဖို့လူတို့ငိမ့်ပါကိုဆိုပြီးတော့မှဘုရားရှင်ကိုရမြတ်ကြီးဘာဖြစ်သွားလဲသေရတမင်းသားအဲ့ဒီမှာပဲကစုံလာပြီးဗုဒ္ဓနေ့မှာကစုံလာပြီးဗုဒ္ဓနေ့မှာဘာဖြစ်သွားလဲဖျားဖြစ်တယ်အဲ့ဒါတော့ကျွန်တော်တို့မြန်မာနိုင်ငံကအဲ့လိုမျိုးဗုဒ္ဓဒီကစုံလာပြီးနေ့ကြတော့တိတ်ကြီးခန်းနာမလို့တစ်ခါပါလုံးမှာရှိတယ်သီရိလင်္ကာတို့လာအိုတို့ကမ္ဘောဒီးယားတို့နော်ထားပါတော့ဗီယက်နမ်တို့တောင်ကိုရီးယားတို့အဲ့လိုမျိုးထိုင်းတို့ဗုဒ္ဓဘာသာနိုင်ငံတွေကလေကစုံလာပြီးဗုဒ္ဓနဲ့ကြီးခန်းနာလို့တာသီရိလင်္ကာနိုင်ငံဆိုရင်တနိုင်ငံလုံးကို
သူကじゃဗုဒ္ဓဇေယန္တဗုဒ္ဓဇေယန္တပေါ့နော်ဗုဒ္ဓဖရာအောင်မြင်တဲ့နေ့ဖရာဖြစ်တဲ့နေ့ဗုဒ္ဓဇေယန္တဗုဒ္ဓဗတ္တိပြောတယ်လို့တနိုင်ငံလုံးကိုသူကသာသနာအလံနေမီလမ်းစုံလမ်းကွာတွေမှာမီးစားယူနေတနိုင်ငံလုံးမှာသာသနာအိမ်တိုင်းမှာလေသာသနာနာတွေထောင်းလာအရန်ကိုစတိမွေးချင်းထားဖို့ကောင်းတယ်သီရိလင်္ကာနဲ့အဲ့လိုမျိုးလောက်တာကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာလောက်တာအဲ့အိန္ဒိယဘာလို့ကမ္ဘောဒီးယားတို့ဗီယက်နမ်တို့တောင်ကိုရီးယားတို့လည်းပဲအဲ့လိုမျိုးကစုံလာပြီးဗုဒ္ဓတွေကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာလောက်တာကျွန်တော်တို့မြန်မာနိုင်ငံကတော့အဲ့ကစုံလာပြီးဗုဒ္ဓတွေ6ကပါပဲရေဟိုးလေးလိုပါလို့6ကနဲ့တိတ်ကြီးကျယ်ကျယ်ခန်းခန်းနာနာမလို့ဘူးအော်တခါလုံးမှာအဲ့ဒီအခန်းခန်းနာနာလောက်ခန်းနာအရန်ကြီးကျယ်ခန်းနာကြသီရိလင်္ကာနိုင်ငံမှာဆိုကစုံလာပြီးနေရောက်ရင်သာသနာအလံမထောင်တဲ့အိမ်ကဒါဗုဒ္ဓဘာသာမဟုတ်တဲ့အိမ်ပဲသာသနာအလံမထောင်တဲ့အိမ်ကလေဟာဗုဒ္ဓဘာသာကျွန်တော်တို့ဓမ္မမျိုးဆိုရင်ဘုရားသာသနာအလံရှိတယ်ရှိပါဗျသီရိလင်္ကာနိုင်ငံမှာဗုဒ္ဓဘာသာအိမ်နဲ့သာသနာအလံရှိတယ်ရှိလားမရှိဘူးလားကျွန်တော်ဘယ်သူရှိလဲမကေအိမ်မှာသာသနာအလံရှိလဲရှိပါတယ်ရှိတယ်အော်ရှိတယ်လားရှိတယ်ဟုတ်တယ်ဘုရားရှင်မှာလူသားတယ်ဘုရားရှင်မှာလူသားတယ်ဟုတ်တယ်အဲ့လိုဟုတ်ဘုရားရှင်မှာလူသားပါရှင်ဟုတ်တယ်သာသနာအလံကျွန်တော်လည်းဘုရားရှင်မှာသာသနာအလံထောင်ထားတာသီရိလင်္ကာနိုင်ငံမှာတော့အဲ့လိုမျိုးကစုံအဲ့လာကြည့်လိုက်တယ်တတန်အိမ်သားသာသနာလည်းထောင်းတာပြင်းထက်သာသနာလည်းမထောင်းတဲ့အိမ်ကအဲ့ဒါဗုဒ္ဓဘာသာမဟုတ်တဲ့အိမ်ပဲသိတာအဲ့လိုအရင်ကြီးခန်းခန်းနာနာလို့တာအဲ့ဒါဗုဒ္ဓဇေယန္တဆိုပြီးတော့မှဇေယန္တဖះအောင်မန်၅ပါးအောင်တဲ့နေ့ဖះဖြစ်တဲ့နေ့ပေါ့ပြောမယ်ဆိုရင်အဲ့ဒီနောက်ပြီးတော့လမ်းဆောင်လောက်မှာမိစားကြီးအကြီးတွေလို့တာအဲ့မှာဆိုဖះဖြစ်တော်စဉ်တွေကိုသူတို့ကစလိုက်ရှိုးနေလေရနဲ့မိုင်းနဲ့ပြောပြတယ်အောင်ပြောပြတာပေါ့နော်သူတို့အဲ့လိုက်ကြည့်ကြတာကြီးကျယ်နောက်တနိုင်ငံလုံးကိုလမ်းနိုင်မိတွေကိုလင့်ထိန်နေတော့တာဒီလိုလည်းငါနိုင်ငံဆင်းရဲတယ်ဆိုပေမဲ့လည်းအဲ့လိုတော့ဒါလောက်တာဟုတ်တယ်ဒါလောက်တာโอเคအဲ့ဒါတော့ကျွန်တော်ဓမ္မမေစီတွေဖះဖြစ်တာပြီเนาะဖះဖြစ်ကမိဂရာသူဖះလည်းဖြစ်ရောမြတ်စွာဘုရားရှင်เนาะဖះလည်းဖြစ်ရောသူဒီဟိုမနေ့ကတော့ကျွန်တော်ပြောခဲ့တယ်ဖះလည်းဖြစ်ရောသူကနှလုံးသွင်းစဉ်းစားဆင်ခြင်တယ်သူရရှိခဲ့တဲ့တရားတွေခက်ခဲရတာဒီတရားတွေကိုသူများတွေဟောပြရင်လည်းပဲနားလည်းမဟုတ်ပါဘူးတဲ့ငါပဲပြင်မလာပဲဖတ်တင်တာပဲဆိုရင်ဖះအဲ့လိုမျိုးဖြစ်အဲ့အကြံဖြစ်အဲ့အကြံလည်းဖြစ်တာရောဗြဟ္မာမင်းကြီးကချက်ချင်းဆင့်ပြီးတော့အုံတိုင်းဆိုပြီးရောက်သွားပါပြီလောကကြီးတော့ပြည့်စည်တော့မှာပဲဆိုတော့မှပြမမင်းကြီးရှောက်ချလာပြီးတော့မှလာပြီးတောင်းပန်အရှင်မြတ်တဲ့လောကကြီးတော့မှလူအရှင်မြတ်ဟောတဲ့တရားတွေကိုသိနိုင်တဲ့လူတွေရှိပါတယ်တဲ့ကျင့်ပြီးတော့မှရနိုင်တဲ့လူတွေရှိပါတယ်ဆိုပြီးတော့တရားဟောပြီးပါဘုရားဆိုလာလျှောက်တာအဲ့ဒီချိန်မှာဘုရားကလည်းသက်ပညာဉာဏ်ပြန်ကြည့်လိုက်တော့ချိန်ကြတော့အော်အေးဟုတ်သားပဲပေါ့ဟုတ်တယ်ရနိုင်တဲ့လူတွေရှိတယ်အဲ့ဒီအတွက်ဟောမှဖြစ်မယ်အဲ့ဒီဗမာကြီးရဲ့နာမည်ဘယ်လိုလဲတံပတိနာမကေနာမဟာဗျမေနယာစီတောပါတယ်လေတံပတိနာမကေနာမဟာဗျမေနယာစီတောဟောတာတံပတိဗျမာမင်းကြီးကတောင်းပါလားအမည်ရှိရဗျမာဟောလားတံပတိဗျမာမင်းကြီးကတောင်းပါလိုက်တာတံပတိနာမကေနာမဟာဗျမေနယာစီတောအဲ့တောင်းပါတဲ့ဗျမာမင်းကြီးနာမည်ကဘယ်သူလဲသဟံပတိအဲ့သဟံပတိဓမ္မမင်းတောင်းမှလာလို့နှုတ်မဝင်တော့ခင်ဗျားတို့ကျွန်တော်တို့ဓမ္မစကြာတရားနားမှာမဟုတ်ဘူးတရားနားမှာသူတော်ကျေးဇူးတရားမယ်အဲ့ဒါဖေးရလဲဟိုးပါတော့ကသူမိသားရှင်ရဲ့ဘဝတော့ကငါတရားတဲ့နိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကမကူတဲ့အဲ့တော့တခြားလူတွေကိုလည်းပဲငါကူးနေအောင်ကျင့်မယ်ဖះဖြစ်အောင်ငါကျင့်မယ်ဖះဖြစ်အောင်လုပ်ပြီးတော့မှအဲ့ဒါဒီလိုမျိုးတရားတွေခေါ်မှုမယ်သူများတွေကိုလည်းပဲခေါ်မယ်အဲ့လိုမျိုးစိတ်ကူးအကြံပါပေါက်တယ်တကယ်လည်းဖះလည်းဖြစ်လက်ပြီးတော့တရားမဟုတ်တော့ဘူးလို့ပြတ်ထနာတကယ်လည်းဖះဖြစ်လက်ပြီးတော့ဗာလဲတရားမဟုတ်တော့ဘူးလားအဲ့ဒါကျွန်တော်တို့လည်းဒီလိုပေါ့ထိပေါ့ရင်တော့ပတ်စံတွေရရင်ဘယ်လောက်ဖြစ်မှာအမေကိုပေးလိုက်မယ်အဖေကိုဘယ်လောက်ပေးမယ်အမေကိုဘယ်လောက်ပေးမယ်ပေါ့လားပြီးလည်းပြီးတော့တကယ်လည်းပတ်စံတွေချမ်းချမ်းသာအမေကိုမေးတော့အမေလည်းပေးတယ်မေးအမေနဲ့မေးပြီးတော့ဘယ်သူသွားကြွကြလဲဒါသမီးတွေကြွဒါတွေသမီးတွေဇနီးတွေဒါတွေသမီးတွေဒီမှာဟောတာဟိုဟန်ဦးလဲသိမေနဲ့မေးပြီးတော့ငါချမ်းသာရင်တော့မိဘတွေကိုပြုစုမယ်စောင့်ရှောက်မယ်ကြွေးကြော်ပြီးတော့လားစီဝါတွေရှာတာစီဝါပညာရေးတက်နိုင်ငံသားထွက်ပြီးစီဝါတွေရှာပတ်စံလဲရချမ်းသာတော့အမေရောအဲ့လိုလားမသိ
ဖះလည်းပဲဖះတရားဟောမယ်သူကျင်းသွားပြီးတော့၄သိန်းချင်းနဲ့ကဘာတသိန်းပါရမီတွေဖြည့်လာဖြည့်လဲပြီးတော့နောက်ဆုံးဖះလည်းဖြည့်လဲပြီးတော့တရားမဟုတ်တော့လုပ်ပါလေရောတရားမဟုတ်တော့လုပ်တာဒါပေမဲ့လည်းပဲဒါလည်းပဲ reason တစ်ခုပေါ့လေreason တစ်ခုဆိုတာဖះတရားဟောတာတရားဟောတဲ့အချိန်မှာတောင်းမှန်တဲ့လူမရှိဘဲနဲ့သူကသူလျှောက်လိုက်ဟောနေတာလားအဲ့လိုမျိုးလည်းဖြစ်မှာဆိုလို့လေဒီ reason လေးထည့်ပေးတာတယ်ထင်ပါတယ်ကြည့်ရတာနော်အဲ့ဒါတော့တာမဏိဗမာမီရင်တောင်းမယ်နော်ဖះကလည်းပဲသူကတော့အရင်ပင်ပန်းတာပေါ့နော်6နှစ်တိတိခက်ခက်ပင်မစင်းရဲရဲနဲ့ကျင့်လာခဲ့တော့တရားလည်းအရင်ခက်ခဲအရင်ခက်တော့ကြတော့ဒါတာမလူတွေမသိနိုင်မှုဆိုတာမအတွေးနဲ့ပဲသူတွေးလိုက်တာတပင်ညုဏညံနဲ့ပြန်စဉ်းစားဆင်ခြင်လိုက်တဲ့ချိန်ကျတော့ဟုတ်တယ်သိနိုင်တဲ့လူတွေရှိတယ်တပင်ညုဏညံဆိုပြပါဆိုတာလည်းပဲကျွန်တော်ဓမ္မမျိုးစင်အကုန်လုံးသိတာတော့မဟုတ်ဘူးအကုန်လုံးသိတာတော့မဟုတ်ဘူးဆိုတာ तू နှလုံးသွင်းမစဉ်းစားမဆင်ခြင်ရင်တပင်ညုဏညံကြီးမသိဘူးတာမအတွေးပဲတာမပဲစဉ်းစားတဲ့အချိန်ပြမှာပါလေတပင်ညုဏညံနဲ့စဉ်းစားမှတယ်တပင်ညုဏညံသိတယ်တာမညံနဲ့တာမအတွေးနဲ့တွေ့ရင်တပင်ညုဏညံအကုန်လုံးမသိဘူးသူကအလိုမျိုးတွေရှိဖះဒီဇက်တော်တွေမှာဖះဖြစ်တော်တယ်ကျွန်တော်တို့ပိဋကတ်တွေကိုရှောက်လေးလာကြည့်တဲ့အချိန်မှာအဲ့လိုမျိုးတွေအများကြီးရှိတယ်အများကြီးရှိတွေ့ဘူးလားအောင်မယ်ဗာလဲတာမာဝတီတို့အဲ့ကောင်မလေးတွေဆိုရင်ဖះကသူတို့ပြောလဲတာမာဝတီရဲ့အဖေကြီးဖေတွေမေတွေကသူသမီးလေးအရန်ချောတော့ကြတော့မယ်ဖះနဲ့ပေးသားမယ်လောက်တာသူသမီးနဲ့ထိုက်တန်တဲ့ယောက်ျားမတူဘူးယောက်ျားလိုက်စားတယ်ကျဖះတက်တာမင်းဖះအောင်တွေ့လို့ဟာတယ်ငါသမီးနဲ့ထိုက်တန်တဲ့ဒါယောက်ျားပဲဆိုပြီးတော့သွားပြီးတော့မှသူသမီးကိုသွားပေးတာကျောင်းငါသမီးလေးယူပါငါပဲအရန်ချောမောလာပါပဲမယ်ဖះပြောမင်းသမီးဖះလည်းမြူချင်းပေါ့မသူဖះပြစ်နေလို့ဒါမအဆောက်ဘာညာပြောတာမဟုတ်မင်းသမီးရဲ့မစင်ပုတ်တွေနဲ့ပြည့်နေနေတယ်မင်းသမီးကငါချင်းမလေးတော့မတို့ချင်ခန္ဓာကိုယ်ကဘာလဲလဲမစင်ပုတ်တွေနဲ့ပြည့်နေတယ်ခန္ဓာဒီသမီးခန္ဓာကိုယ်ငါမချင်းမလေးတော့မတို့ချင်ဘူးအဲ့လိုပြောလာတော့ဟိုကောင်မလေးစိတ်တွေဆိုးတာဟောစိတ်ဆိုးပြီးတော့ဘာလုပ်လဲတနေ့ကြတော့ငါအကြောင်းသိရမယ်ငါမိဖုရားဖြစ်တဲ့ချိန်ငါအလားနဲ့ငါမိရဲ့ဖုရားဖြစ်တဲ့ချိန်ကြတော့ခေါရမဘုရားသိစေရမယ်အဝါလောက်တာရန်ညိုးဖွဲ့တာဖះကတပည့်ညဉ့်ညံကြီးနဲ့ဆိုရင်ဒါအဲ့စကားပြောရမလားကျွန်တော်စဉ်းစားကြည့်နော်သူရန်ညိုးဖွဲ့ရန်ညိုးဖွဲ့မဲ့လူပေါ့ရန်ညိုးဖွဲ့မဲ့စကားဒီကဖះကပြောမလားပေါ့နော်တပည့်ညဉ့်ညံကြတော့ပြန်စဉ်းစားကြည့်မှာပေါ့ငါ့ကိုဒါရန်ညိုးဖွဲ့မှာပဲရန်ညိုးဖွဲ့မဲ့ကောင်မလေးလို့ဖះကတပည့်ညဉ့်ညံနဲ့မစဉ်းစားမိလိုက်ဘူးပေါ့မစဉ်းစားမိလိုက်အဲ့လိုပြောမိလိုက်တယ်ထင်တာပဲမသိဘူးထားပါတော့အဲ့လိုမျိုးတွေရှိတယ်သူကဖះမှာလေတပည့်ညဉ့်ညံကြီးအကုန်လုံးသိတာတော့မဟုတ်ဘူးပေါ့နော်ဒီနှလုံးသွင်းစဉ်းစားဆင်ခြင်တဲ့အချိန်မှသာနေတပည့်ညဉ့်ညံကြီးကအကုန်သိတယ်လို့မဟုတ်မသိဘူးနော်အဲ့လိုမျိုးလည်းရှိအမောကကျွတ်ဆရာတော်ကြီးလည်းအဲ့လိုမဟောတာရှိပဲအဲ့လိုမျိုးတွေပေါ့တပည့်ညဉ့်ညံကတာမန်ချင်းဆိုရင်တာမန်မသိဘူးအကုန်လုံးမသိဘူးအကုန်မသိဘူးနှလုံးသွင်းစဉ်းစားဆင်ခြင်မှသိတယ်အခုလည်းပဲအဲ့လိုဘုရားရှင်ကိုရမကြီးကတာမန်အပြင်တော့ပြောတွေးလိုက်တာပေါ့ဗျာငါတွေရရှိတဲ့တရားတွေခက်ခဲရရှိတာပဲဒီတရားတွေကိုသိနိုင်တဲ့လူမရှိတော့ဘူးဆိုပြီးတော့မှဘုရားမဟောဘဲနဲ့နေတယ်အဲ့ဒီညမှာသံပတိဓမ္မကြီးကလာတောင်းမှာအေးဟုတ်ပြီပါပြန်စဉ်းစားကြည့်တယ်ဟုတ်တာကျွတ်နိုင်တယ်ကျွတ်တောင်းဝင်နိုင်တဲ့လူတွေအများကြီးရှိတာပဲဆိုပြီးတော့မှဘုရားကဟောမယ်ဘယ်သူဟောမလဲဆိုတော့ပြန်စဉ်းစားဆင်ခြင်လိုက်တော့ပထမဆုံးစဉ်းစားမိတာကဘာလဲအာလာရယတိဟုတ်တာပထမဆုံးစဉ်းစားမိလိုက်တာကဘယ်လိုလဲအာလာရယတိညာရန်ကောင်းတယ်အဲ့ဒီအာလာရယတိတွေကိုနော်ဟောရင်သူတို့ရနိုင်တယ်ဆိုပြီးတော့အဲ့ဒီအာလာရယတိကလည်းသေသွားပြီတဲ့ဘယ်ရောက်တာလဲအရူပဗြဟ္မပြီးရောက်တာနောက်တကဥဒကယတိကိုဟောမယ်တော့လေဥဒကယတိကလည်းဗာလဲသေသွားပြီအရူပဗြဟ္မပြီးရောက်တာပြီဆိုတော့သွားရောဟောရမယ်လူမရှိဘူးကဲတော့နောက်ဆုံးဘယ်သူဟောမလဲဆိုတော့ပင်စားဘခိ9ဦးကိုဟောမယ်ဆိုပြီးတော့မှမြတ်စွာဘုရားရှင်ကဘယ်သွားလဲဆိုတော့အဲ့ဒီအဝါကနေပြီးတော့မှကျွန်တော်ဓမ္မမေ့ဆွေတယ်အဲ့ဒီကနေပြီးတော့မှအဲ့ဒီဗုဒ္ဓဂါယာဥရဝေလာတောကနေပြီးတော့မှဗာရာဏသီကိုခြေတင်ကြွပြီးတော့မှတရားသွားဟောတာအဲ့ဒါခုနဝါရီယာလည်းပဲပစ္စဝဂီ9ဦးမှလည်းပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသောတိရတမင်းသားကအစာအသောက်ကိုစားပြီးစားတဲ့နေရာပြန်စားတဲ့နေရာစားပြီးတော့မှတိရတဘုရားလောင်းကိုစွန့်လုပ်ပြီးတော့မှတို့ကဗာရာမဏိတိမှာသွားနေကြတာ
သူတို့တွေရတယ်တိရတာဘာစားတော့တွေစပြီးတော့မှမစားဘဲနဲ့ကျင့်တာတော့မှတရားမှဖြစ်ဖြစ်စပြီးတော့ကျင့်ဘလို့တရားဖျားဖြစ်တော့မှလဲဆိုပြီးတော့မှအဲ့တော့မထူးပါသွားကြမယ်ဆိုပြီးတော့မှအဲ့ဗာရာဏသီကိုပြန်သွားကြတာဗာရာဏသီပြန်သွားဖျားအဲ့ဒါနဲ့သူလည်းပဲဖျားလည်းဖြစ်ရောတရားဟောတော့မယ်ဆိုဘယ်သူဟောမလဲဆိုတော့အဲ့ဒီပြင်စားဘကိငါးကိုဟောမယ်ဆိုပြီးတော့မှဘုရားရှင်ကိုတော်မြတ်ကြီးကအဲ့ဒီဟိုဘုရားလည်းဖြစ်လည်းပြီးရော9 ရက် 9 လီနေပြီးတဲ့နောက်ပိုင်း9 ရက် 9 လီအဲ့ဒီဘောရကမှာနေပြီးတော့မှအဲ့ဗာရာဏသီကိုကြွတာဘာနဲ့သွားလဲဆိုတော့ခြေကျင်ကြွတာဘုရားဖြစ်ခါဗါလဲလောဘောအဲ့ဒါဘယ်သူရတယ်လူဆိုကြတော့ဘုရားဖြစ်ခါမိဂရာတို့သေချာရွှေပွားဖြန့် စัจ जा ရွှေဖွားဖြန့်ချီသွား၍ငါပါဝတိသုံးအနီးနှင့်မဟိတတောင်းတိုင်အပေါင်းမှာခါညောင်းကလံနတ်မြတ်မှာဝါဇိုလာပြီစနေနေ့ဝဲဝါဇိုလာပြီပဲလေစနေနေ့ဝဲကြွေလျံတဲ့ကြွေလျံတဲ့ဓမ္မစက်ကိုမိတ်မြတ်ထွေပြဟောပေါ်ကြသည်တရားနဲ့စီရွမ်းတဲ့ကိုအဲ့ဒီနေရာစပြီးတော့မှတရားဟောတာတရားစီစနော်တရားစီစတီးတယ်တရားစာဟောတာပေါ့ပြောမှဆိုရင်တော့ဒါတရားစီကြီးရွမ်းတဲ့ကိုဆိုတာရွမ်းစီစတီးတယ်ဒါကတော့တင်သားပြောတာပေါ့ဗျာနော်တင်သားပြောတာအဲ့တော့အဲ့ဒီဝါဇိုလာပြီဟလားဝါဇိုလာပြီစနေနေ့မှာလာမယ်ကျွန်တော်တို့ဒီနေ့ကတော့ဝါထက်တဲ့နေ့ဆိုဒုတိယဝါဇိုလာပြီပေါ့ဗျာဒုတိယဝါဇိုလာပြီနေ့မှာဗာလဲဝါဇိုလာပြီနေ့မှာဓမ္မစကြာတရားဟောတယ်ပင်စဝဂေ9ပါးဟုတ်လားပင်စဝဂေ9ဦးစီဗာရာဏသီကိုသွားရခြင်းမှာပင်စဝဂေ9ဦးကိုတွေ့ရောဘုရားလည်းလာပဲဘုရားလာအောင်မှာလေသေရတမလာလေသေရတလာရောမနေ့ကကျွန်တော်ပြောသေရတလာပြီးတော့တရားမရှင်နေရှောက်သွားနေတာဒီတန်လန်းရှောက်သွားတယ်ဘလို့တရားရမှာလဲဘာညာအဲ့တော့ဘယ်သူမှလည်းဘာပြီးတော့မှသေရတမကြိုကြနဲ့ကိုနေညာကြီးကသူကအမိန့်ထုတ်ပြီးတော့မှနောက်ဆုံးကျတော့လေဘုရားမေတ္တာပို့လိုက်တယ်အဝေးကလက်သူတို့မေတ္တာပို့မျက်နှာလည်းပို့လိုက်ရောကိုနေညာအစားပြီးတော့မှဘုရားကိုမကြိုဆိုပဲမနေနိုင်တော့ထားပြီးတော့သွားပြီးတော့ဘုရားကိုကြိုဆိုကြပါစေအဲ့ချိန်မှာပဲဘုရားကသူတို့ခင်းပေးတဲ့နေရာလေးကိုထိုင်ပြီးတော့မှဘယ်နေရာရောက်သွားလဲဗာရာဏသီမြို့ဗာလဲဣတိပတ္တနာဆိုတဲ့မိဂရာကိုတောထဲမှာနော်အဲ့တော့ကျွန်တော်ဓမ္မမိတ်ဆွေတွေအိန္ဒိယရောက်သွားပြီဆိုရင်အဲ့နေရာကိုလည်းကျွန်တော်တို့ဓမ္မမိတ်ဆွေသွားလေရသွားကြည့်ရနော်စိုက်စင်းမှာအဲ့နေရာပါတယ်အဲ့နေရာဆိုမဖြစ်မနေသွားမှာသူကအဲ့ဒီရောက်ပြီဆိုရင်ကျွန်တော်ဓမ္မမိတ်ဆွေတွေဗာလဲဒီဓမ္မစကြာတုတ်ကိုရွတ်အောင်ဓမ္မစကြာတုတ်ကိုရွတ်ပြီးအနတ္တလက္ခဏာတုတ်ရွတ်မှာအဲ့နေဓမ္မစကြာဟောတဲ့နေရာအနတ္တလက္ခဏာတုတ်ဟောတဲ့နေရာအိန္ဒိယကလားတွေကပြလာတာသူတို့လှုပ်ပေးတာသူတို့ကတော့သွားပြီးတော့အဲ့နေရာရွတ်မှာမဟုတ်ဘူးအကောင်တွေမရွတ်ဘူးကျွန်တော်တို့မြန်မာဗုဒ္ဓဘာသာတွေသီရိလင်္ကာဗုဒ္ဓဘာသာတွေထိုင်းတို့ကမ္ဘောဒီးယားဗုဒ္ဓဘာသာတွေကသွားပြီးတော့မှရွတ်ကြတာအကောင်တွေကတော့မရွတ်ဘူးသူတို့မလုပ်သူတို့ကလည်းတရားဗုဒ္ဓဘာသာနိုင်ငံတွေကလာတဲ့ကောင်တွေစီပတ်စံတောင်းပြီးတော့မှအဝင်ကြီးကပတ်စံပေးရတယ်ဝင်ကြီးလည်းမနေပေးရတယ်အဲ့ဒါဘာနော်ဟေးဝင်ကြီးဘယ်လောက်ပေးခဲ့ရလဲအဲ့မှာမြူဇီယံတွေပါရောက်ခဲ့လားမြူဇီယံပါလူပြီး900လား1000လားမသိဘူးဆရာ900လား1000လားမသိပေးရတယ်မလေး900မသိဘူးအဲ့ဒါတော့ဝါဇိုလာပြီအဲ့ဒါဝါဇိုလာပြီစနေနေ့မှာကြွလျံတဲ့ဓမ္မစက်ကိုမိတ်မြတ်ထွေပြဟောပေါ်ကြသည်တရားနဲ့စီရွမ်းတဲ့ကိုဟောပြီးသားပြီအဲ့ဒါတော့အဲ့နေရာပဲတတရာခေါ်ဧကန်တမေယံဟုတ်မလားဧဝမေတုတံဧကန်တမေယံဘဂဝါပါရဏတိယံဝိဟရတိဣတိပတနေမိဂရာယေဣတိပရဏဆိုလည်းမိဂရာတော်မှာဝိဟရတိမြတ်စွာဘုရားပြင်ခြင်းကရောက်သားပြီတရင်သုံးနေတယ်တတရာအဲ့ဒီပါလဲမိဂရာတော်မှာပဲဘဂဝါမြတ်စွာဘုရားရှင်ကပင်စဝဂ္ဂိယေဘိက္ခုပင်စဝဂ္ဂိယဟန်တွေကိုအာမန္တေတိမိန့်တော်မူတယ်တဲ့နော်အဲ့ဒါတော့အဲ့ဒါလေးဖတ်မယ်အဲ့ဒါလေးဖတ်ခဲ့မချောလေးရတာဖတ်မယ်ဧဝမေတုတံဧဝမေတုတံဧကန်တမယံဘဂဝါဘာယနတိယံဝိဟရတိဣတိပတနေမိဂရာယေတထရာခောဘဂဝါပိစဝဂ္ဂိယေဘိက္ခုအာမန္တေတိပိစဝဂ္ဂိရဟန်း5ပါးရဟန်းတွေကိုခေါ်လိုက်တယ်ကျရှေ့ဆက်ဖတ်မယ်ဒွေမေဘိက္ခဝေအန္တံမေဘိက္ခဝေအန္တပပစီဒေနာနာဒေဝိတ္တဗံ
Abadi dena na devi deva. ကတမေတွေ ယောစာယံကာမေတုကာမတုခံလိခာနုယောကော ဤနောခံမောပောထုဇဏိကော အနရိယောအနတ္ထတဟိတော ယောစာယံအတ္တကိလမထာနုယောကော ယောစာယအတ္တလိကမထာနုယောကော ဒုက္ခောအနရိယောအနတ္ထတဟိတော ဒုက္ခအနရိယောအနတ္တဟိတော အနတ္ထတဟိတောတစ်ခေါက်ပြန်ဖတ်ကြမယ်ဒွေမေဘိကဝေအန္တာ ဒေမေဘိကဝေအန္တာ ပပစီဒေနာနာတိဝိတ္တဗံ ပစီဒေနာနာဒေဝိတဗာ ကတမေတွေ ယောဇာယံကာမေတုကာမတုခံလိခာနုယောကော ယောစာယကာမေတုပါတုခလိကာနုယောကော ကာမတုခံလိကာမလာစင်ရှိမှအာရှင်အံလို့တုခံလိကာပြောတယ်ကာမတုခံလိကာအဲ့ဒါမို့လေမြန်မာစာပေမှာမရှိဘူးလာတတ်တယ်မြန်မာစာပေမှာပါဠိတက်ပဲရှိပါဠိမှာပဲရှိကာမတုခံလိကာနုယောကောဟုတ်တယ်မလားဤနောကံမောပောထုဇဏိကော အနရိယောအနတ္ထတဟိတော အနရိယောအနတ္တဟိတော ယောစာယံအတ္တကိလမထာနုယောကော ယောစာယအတ္တကိလမထာနုယောကော ဒုက္ခောအနရိယောအနတ္ထတဟိတော ဒုက္ခအနရိယောအနတ္တဟိတော โอเคကဲမာစသန်ချိုကဲအဲ့ဒါလေးဖတ်လိုက်ပါမာစသန်ချိုဆိုတာသူကဝိုးရုပ်စင်အတန်လေးဆိုတော့ ဟုတ်ကဲ့ပါဆရာ ဟယ်လို တွေမေဘိကဝေအနာပပစီဒေနာနာဒေဝိတဗာကတမေတွေယောစာယေကာမေတုကာမတုခာလိကာနုယောကောဟိနောကေမောပောထုဇဏိကောအန္တရိယောအနတ္တတဟိတောယောဇာယေအတ္တလိထမထာနုယော အတ္တကိလမထာနုယောကော မထာနုယောကောဒုက္ခအနာရိယောအနတ္တတဟိတော နော်ဒုက္ခအနရိယောအနတ္ထတဟိတောအဲ့တော့မြတ်စွာဘုရားရှင်ကယဟန်တွေကိုခေါ်လိုက်တယ်အဲ့ဒါတွေမေဘိကဝေတဲ့ဘိကဝေယဟန်တို့တဲ့တွေဘိကဝေယဟန်တို့တဲ့နော်တွေမေနှစ်ပါးကုန်တော့တဲ့နော်တွေမေဆိုတာဗာလဲနှစ်ပါးနှစ်မျိုးကုန်တော့အန္တာအစွန်းတွေကိုတဲ့အစွန်းနှစ်မျိုးကိုပေါ့တွေမေအန္တာဆိုကျွန်တော်တို့ဗာလဲအစွန်းနှစ်မျိုးကိုတဲ့နော်တွေမေအန္တာဆိုကျွန်တော်တို့ဗာပြောတာလဲအစွန်းနှစ်ခုကိုအစွန်းနှစ်မျိုးကိုနာသေဝိတ္တပါမမီဝဲရဘူးမကျင့်သုံးရဘူးဒါကကရိယာဘယ်သူတွေမကျင့်သုံးရလဲပပစီဒေနာဆိုတော့ယသိယဟန်တွေကိုပြောတာယသိယဟန်တွေအားတဲ့ဒီအစွန်းနှစ်ခုကိုမကျင့်သုံးရဘူးမမီဝဲရဘူးစာလို့သူတို့ဒိုင်းရဘာသာပြန်တော့မမီဝဲရဘူးသေဝိတ္တပါလားမဝိတ္တတကယ်တော့မှဗာလဲမကျင့်သုံးရဘူးတဲ့အစွန်းနှစ်ခုကိုကျွန်တော်ဓမ္မမိတ်ဗာလဲအစွန်းနှစ်ခုကိုမကျင့်သုံးရဘူးမမီဝဲရဘူးမကျင့်သုံးရဘူးဘယ်သူတွေမကျင့်သုံးရလဲပပစီဒေနာယသိယဟန်တွေပဲမကျင့်သုံးရတာနော်တော်ကယ်ဦးကျော်ကြီးကျွန်တော်တို့လူတွေကျင့်သုံးလို့ရတယ်
ရဟန်းတွေမကျင်တော့ရောက်ပါရဟန်းတွေပဲပါတာလူတွေမပါဘူးလေပပစီဒေနာဆိုတော့ဟာမကေကေပပစီဒေနာဆိုရဟန်းတွေပဲမကျင်တော့ရတာအမှလူတွေကတော့ရတယ်ပေါ့လူတွေကရတယ်ဆိုတော့ကျွန်တော်တို့ဗာလဲကျွန်တော်တို့ဇိမ်ခံပဲပေါ့ဇိမ်ခံကာမတုခံလိခံတွေပဲလာမှာအဲ့လာမလားအဲ့တော့ရဟန်းဆိုတာလည်းဟိုမှာကောလိုင်းမှာလည်းဟိုခုနလေးမှာတစ်တော့မှာတွေ့လိုက်တယ်ကိုတော်ဓမ္မလည်းရေးနေကိုတော်တွေလည်းဘာလို့လဲမသိဘူးဘုန်းကြီးတွေလည်းပဋိကိရလျှောက်ရေးတယ်ရေးတဲ့ကိုတော်တွေရေးတယ်အဲ့ဒါဟိုကောင်တော်ကောင်လည်းအချောက်လို့ကန်လို့ကောင်တော်ကောင်လည်းတင်လာတာအဲ့ကောင်လည်းပြန်ပြောတယ်နိအဲ့ဒါဘုန်းကြီးတွေရဲ့ဘုန်းကြီးတွေကိုအဲ့လိုဘုန်းကြီးတွေပြောလို့ကတော့ငဲကြလဲကြပါစေတယ်မောဟောကောင်လည်းအဲ့တော့အဘုန်းကြီးလည်းဘာရေးလဲဘုန်းကြီးဝင်ကကားလဲဝယ်ကားစီးမယ်တိုက်ဆောင်မယ်ကွာကားစီးမယ်တဲ့အဲ့ဒါတွေပါလျှောက်တင်တာတိုက်တွေဆောင်မယ်ကားတွေစီးမယ်အဲ့လိုမျိုးစိန်ငံပဲပေါ့နော်အဲ့လိုမျိုးတွေအဲ့လိုမျိုးလျှောက်ပြောတော့ကြလျှောက်ရေးတော့ကြတော့လူတွေကဗာလဲဝေဖန်ပြီးပေါ့ကဲ့ရဲ့ပြီပေါ့ဟုတ်တော့မလားအဲ့တော့ဒီမှာဖះပါလဲပပစီဒီနာနာသေဝိတ္တပါယတိယဟန်ဒီဆိုတာကအဲ့လိုမျိုးဒီအစွန်းတစ်ခုကိုဘာလို့မလဲမကျင်တော့ရဘူးတဲ့အဲ့ဒီအစွန်းသမုဒ္ဒကတမေတွေအဲ့ဒီအစွန်းတစ်ခုဆိုတာဘာလေးလဲနော်ဗာလဲကတမေတွေကမေခွန်းဟုတ်တော့မလားအဲ့ဒီအစွန်းတစ်ခုကဘာလေးလဲတဲ့မဆလန်းချူဘာလေးလဲဆိုတော့ယောဇာယံကာမေတုကာမတုခံလိကနုယောကောကာမေတုကာမဂုဏ်အာယုန်တွေကိုမှာကာမေတုဆိုတာဘာလဲကာမဂုဏ်အာယုန်တွေပေါ်မှာတဲ့ကာမေတုကာမဂုဏ်ကကာမဂုဏ်ဆိုတာကဝဋ္ထုကာမကိလေသာကာမကာမဂုဏ်အာယုန်တွေကာမဂုဏ်အာယုန်တွေပေါ်မှာတဲ့နော်ကာမတုခံလိကနုယောကောတဲ့နော်ကာမတုခံလိကနုယောကောဆိုတာကသန္နာယာဂတိဥသောကိရိတာကာမနဲ့ရှင်သောချမ်းသာကိုဖန်တလဲလဲခံစားခြင်းကာမဂုဏ်အာယုန်ကိုဒီပုံမှာအထက်တလဲလဲခံစားခြင်းပေါ့စိန်ခံခြင်းဆိုတဲ့အဲ့ကျင့်စဉ်ကာမဂုဏ်အာယုန်တွေပုံမှာစိန်ခံတဲ့ကျင့်စဉ်ကိုထက်တလဲလဲခံစားတာကိုဘာကောလဲထက်တလဲလဲခံစားတာဆိုစိန်ခံတာပေါ့ဗျာဟောတော့ကောင်းတာတွေကိုထက်တလဲလဲစားမယ်အဲ့တော့ဆိုပါအိတ်တောင်လည်းပဲဆိုပါကြီးတွေနဲ့အိတ်မယ်အကွန်နဲ့ဆိုပါနဲ့special အဲ့ဒါမလားတော့ငယ်ဦးကြရေဘလို့အိတ်တာလဲကျွန်တော်ဓမ္မမေဘလို့အိတ်တာလဲအေကွန်မမိုင်မိတ်တယ်အေကွန်မမိုင်မိတ်တယ်ဘူးဆိုပါမမိုင်ပါလဲမှုရမပိုင်မိတ်တယ်ဘူးဟုတ်တာဘုန်းကြီးတွေလို့အိတ်တယ်လို့အိတ်တယ်မလားမလေးကြမ်းမြုံမအုပ်မကြမ်းမြုံမဒီတိုင်းလဲမှုရလဲမမအောင်ဆိုပါလဲမမအောင်အေကွန်လည်းမရှိဘူးကောင်းတော့မှမကြည့်ဘူးဘာကဆက်ရှိမှန်တော့ရကိုတော်လေးကသူတို့ကဆက်ရှိမှန်တော့ရကျွန်တော်ခုကျွန်တော်ဓမ္မဝိသေကြားဖို့တယ်မလားဆက်ရှိမှန်တော့ရလေကြားပါပါအားရနာမကြီးစင်ကာပူကလည်းဟုတ်ပါတယ်ကြီးကဟမ်ကြားမှုပါလေကြားဖို့တယ်ဆက်ကြပါလားဆက်ကြပါလားရှင်ဟိုတကားလိုက်ကိုတော်လေးအောင်မယ်နိုင်အောင်မပြောတာအောင်မယ်မဟာသမယတော်ဒီပိဋိပဋ္ဌာန်ရွေးဆရာမလို့ဆိုအကြောင်းသွားပြောလို့မှပြတ်တယ်တက်ကုန်အဲ့တော့အဲ့ကိုတော်လေးတွေကကြတော့တို့တော့အကြောင်းကြီးတွေကကြီးဟိတ်ညောင်စောင့်နေပြီမဲ့တို့အိတ်တဲ့နေရာကြတော့အဲ့လိုမရှိဘူးဇင်ကဆောင်းလည်းမရှိဘူးခြံတော်လည်းမရှိဘူးဘာမှမရှိဘူးဒီလိုပဲကုတ်ပြပေါ်မှာဒီလိုပဲကောင်းမအဲ့ဒီတက်တာကောင်းလေးနဲ့အိတ်ရတာနဲ့မလေးတို့ကရှိတဲ့ကြောင်းလေးနဲ့ဆောင်းနေတာစောင့်တာ special စောင့်တာယောဂီတွေတက်တာစောင့်ပြီလေတို့ကကြတော့အဲ့လိုမျိုးဇင်ခံပြီးဇင်ခံမနေရဘူးတဲ့ဇင်ခံနေကာမဒုက္ခလိကနုယောကောဟုတ်လားမလားဇင်ခံနာကျွန်တော်ဓမ္မမိသွားလဲကာမတုခံလိကနုယောကောဘလို့တွေစိန်ခံကြလဲကျွန်တော်ဓမ္မမျိုးစီတွေခုနပြောသူလို့ဟုတ်လားအစားတော့ကြတော့လည်းပဲကောင်းပိညွန်ပိဆိုတာစားဟာဟောပေါ်ရီစားမလာရှောင်းကိုရီစားဟိုတယ်ရီတက်စားလော်ဒီဟိုတယ်သွားစားကြဘယ်မှာလဲလော်ဒီဟိုတယ်လို့နောက်ပြီးတော့မှဟိုမှာပါလဲဘယ်တွေသွားစားလဲတော့မနော်တို့အိမ်မှာပဲအဲ့ဒါမှဘာဟေးဆိုပေါ်လာပြီဆိုတော့သွားပြီစားပြီအဲ့ဒါစားတာလည်းဗာလဲကာမတုခံလိကနုယောကောပဲလို့ပြောမှာစားတာလည်းကာမတုခံလိကဆိုမယ်ကာရာအိုကေတွေကီတီပီတွေသွားဆိုကြမယ်ပြောကြမယ်နိုက်ကလပ်တွေသွားမယ်အဲ့ဒါလည်းဗာလဲကာမတုခံလိကနုယောကောစိန်ခံကြဟုတ်တယ်မလားကာမဂုဏ်အာယုန်တွေနောက်လိုက်ပြီတော့မလားအဲ့ဒါစိန်ခံတာအဲ့ဒါဘာခေါ်လဲကာမတုခံလိကနုယောကောစားတဲ့နေရာမှာလည်းစိန်ခံမယ်သွားတဲ့နေရာလဲစိန်ခံမယ်သွားရင်လည်းပဲကျွန်တော်တို့ကားလည်းအကောင်းစားစီးကားကောင်းနဲ့ချုံကြက်တွေမသိချင်ဘူးဟုတ်လားဟောတော့အဲကွန်လည်းကောင်းတယ်ပါဆိုပါလဲကောင်းတယ်ပါညိတ်နေမှာအဲ့ဒါခီးသွားရင်လည်းပဲမန္တတော်ကြီးကားဆုပ်လို့မသိဘူးလေဘာကောင်းလဲအကောင်းစားစီးမှာခုမှမန္တလာမင်းတို့ကားနဲ့ special ကောင်းတာကောင်းတယ်အဲ့
လိုမို့အဲ့လိုမကောင်းသားတွေစီအဲ့ပါလေကာမတုခံလိကံနိယောကောပဲစိန်ခံတာတွားရင်လည်းစိန်ခံတယ်စားရင်လည်းစိန်ခံတယ်အိပ်ရင်လည်းပါလေစိန်ခံတယ်ဟုတ်လားအိပ်ရင်လည်းစိန်ခံတယ်အဲကွန်လေးဖွင့်နှက်ဖြစ်တော့အေးစီနေအဲ့လိုမျိုးတယ်အဲ့ဒါစိန်ခံတာပဲအဲ့ဒါလေပါလေကာမတုခံလိကံတွေကာမဂုဏ်အာယုန်တွေကိုထက်တလဲလဲခံစားတာကိုပါခေါ်လဲကာမတုခံလိကံနုယောကောအဲ့ဒါတွေကကျွန်တော်ဓမ္မမျိုးဟီနောတဲ့ဟီနောယုံညံ့နေတဲ့ဟီနောအဲ့ဒါတွေပါလေယုံညံ့နေတဲ့ကျွန်တော်တို့တွေဖះယုံညံ့တယ်ကျွန်တော်တို့ကိုတို့ကဘာကောင်းတယ်ဟောဖះယုံညံ့တယ်ပြောတယ်ကိုကကောင်းလို့ပါလေအဲ့ဒါလေးပဲမရရအောင်ဘာလို့နေလဲလိုက်ရှားနေရတာမဟုတ်လားအဲ့နောက်ကိုပဲလိုက်နေရတာဒီတော့ဖះတော့ကောင်းနေတယ်ဖះတော့ယုံညံ့တယ်တဲ့ဒီနော်ယုံညံ့နေတဲ့ကံမောအဲ့ဒါကအရက်သူအရက်သားရွာသူရွာသားတွေရဲ့လောက်ရက်တွေတဲ့ဒါဟုတ်တယ်လေဒါကျွန်တော်တို့လူတွေရဲ့လောက်ရက်တွေဒီနော်ကံမောပောထုဇဏီကောတဲ့ပုထုဇဉ်တွေရဲ့လောက်ရက်တွေတဲ့ပောထုဇဏီကောဆိုတာဘာပြောတာလဲဒီနော်ကံမောပုထုဇဉ်တို့ရဲ့အလေးအကျင့်လောက်ရက်နော်ပောထုဇဏီကောကျွန်တော်တို့တွေအဲ့မလုပ်လားဗျာသင်္ကန်းလာကျွန်တော်တို့မလုပ်လားကျွန်တော်ဓမ္မမျိုးမလုပ်လားအေးဇေမခန်းတဲ့လူဘယ်သူရှိလဲလာမငါစကြောလေးပါစကြောလေးနေပြီးတော့စကြောလေးနေပြီးဇေယခန်းနေတာစကြောနေခဏနေနေရတယ်ဆိုတော့တကယ်ကြီးအလုံးမလို့တဲ့အဲ့ဒါဆက်ဝယ်ပေးတယ်လည်းပြီးရောသွားတယ်ကောတော့နေကြတော့အဲ့ဒါဇာလေးပါနေတယ်ဒီကျွန်တော်တို့တော့မွေးနေတော့ပါတယ်ဆိုရုပ်ရှင်တို့ပါအရှော့ပင်းမော်တွေပါဟိုတော့ကကပီတယ်မှာရှိအဲ့ကပီတယ်မှာအဲ့မာဆက်လေးတွေရှိတယ်အဲ့တော့တန်တော်ထိုင်တယ်5မိနစ်လား5မိနစ်လားမသိဘူး10မိနစ်လား1000လား2000လားသူပြရတယ်5မိနစ်ဟမ်15မိနစ်အဲ့လိုမျိုးလေးကြီးအဲ့ဒါမှသွားပြန်တော့နှိပ်တာလည်းပဲနှိပ်ရင်းနဲ့လည်းမစိန်ခါတာဟုတ်လားကျွန်တော်တို့လူတွေလေအဲ့ဒါကျွန်တော်တို့ရဲ့အကျင့်စဉ်တွေလေအဲ့ဒါကိုဘာခေါ်လဲပောထုဇဏီကောအဲ့ဒါပုထုဇဉ်လူသားတွေရဲ့အကျင့်တွေအလေးကျင့်တွေကွာတဲ့အဲ့လိုဘုန်းကြီးတွေအကျင့်အလေးကျင့်မဟုတ်ဘူးတဲ့ဘုန်းကြီးတွေအလေးကျင့်တွေမဟုတ်ဘုန်းကြီးတွေလည်းပဲဘုန်းကြီးတွေကြောင်းလာတယ်တချို့ဘုန်းကြီးတွေမှာဆက်တွေရှိတယ်နေကြတယ်နော်အဲ့ဒါတော့ပောထုဇဏီကောတဲ့နော်ဗျာအနာရိယောတဲ့အနာရိယောဆိုတာကအရိယာတွေရဲ့ဥစ္စာမဟုတ်ဘူးတဲ့အနာရိယောဆိုတာအဲ့တော့ကာမဂုဏ်အာယုန်တွေကိုခံစားတယ်ဆိုတော့အရိယာတွေရဲ့ဥစ္စာမဟုတ်ဘူးဆိုတော့အရိယာတွေလုံးတဲ့လုံးရမဟုတ်ဘူးပြောတာနော်ကာမဂုဏ်အာယုန်တွေကိုခံစားတယ်ဆိုတာကအရိယာတွေရဲ့လုံးရမဟုတ်ဘူးဘယ်သူတွေရဲ့လုံးရလဲပုထုဇဉ်တွေရဲ့လုံးရလုံးရပေါ့ဒီထဲမှာကာမဂုဏ်အာယုန်မခံစားတယ်ဘယ်သူရှိလဲမခံစားလို့ရှိရင်ကျွန်တော်ထိုင်းရှိကိုရမှာပဲဟမ်မကလာလို့ရှင်တော့ထိုင်းရှိကွာသူအဲ့ဒါပါလဲအရိယာဖြစ်ပါလေကာမဂုဏ်အာယုန်တွေကိုမခံစားရင်အဲ့လူကပါလဲအရိယာပဲကာမဂုဏ်အာယုန်တွေကိုခံစားရင်အနရိယာပဲအဲ့ဒါဒါပြောတော့မှအရိယာတွေသောတာပန်တွေတက္ကရာကတွေယာနာတွေဖြစ်ပြီးတော့ဇိမ်ခန်းကြီးနေတော့ဇိမ်ခန်းနေတော့သွားတာမဟုတ်တော့ဟုတ်နော်သွားကြည့်လိုက်ရတော့ခင်ကြီးကြီးအဲ့ဘုန်းကြီးကဇိမ်ခန်းနေသလားဇိမ်မခံဘူးလားအဲ့တော့ကျွန်တော်တို့မန္တလေးဟိုမှာမမြင်ဘူးလေသူတို့အချမ်းမှထည့်ထားမမြင်ဘူးဆရာသင်္ကန်းညမှာဖုံဖုံတပါလေဖုံဖုံတပါတာကျွန်တော်တို့ဆရာတော်ပါပဲဆရာတော်ပါပဲအဲ့ဆရာတော်ကတရားစခန်းတရားစခန်းဖွင့်တရားစခန်းဖွင့်တော့ကြတော့ဓမ္မစီလေတရားစခန်းလည်းပြီးရောအဲ့ဘုန်းကြီးကအဲ့ဆရာတော်က तू ကတရားတစ်ခါမှမဟုတ်ဘူးတရားနဲ့ तू ကတရားတစ်ခါမှမဟုတ်ဘူးအဲ့အောက်ကတန်ဃာလေးကိုပဲတရားဟောခိုင်းတာတရားဟောဘူးသူတရားတပါးတက်လိုက်ဒီဟော तू ကတရားမဟုတ်ပဲနဲ့နေအဲ့ဒါတော့တရားစကားဆယ်လဲပြီးရောအဲ့ဒါဟိုပါပေါ့ဒီတရားပွဲနဲ့ပတ်သက်ပြီးတော့မှเนาะတရားစကားနဲ့ပတ်သက်ပြီးတော့မှအတွေ့အကြုံလေးတွေပေါ့အကြံပြုစရာရှိအကြံပြုကြပါပြောလို့ရပါတယ်ဆရာအဲ့ဒါဗျာအကြောင်းတိုင်းကအကြောင်းရဲ့အဝါခေါဘကဒီဗန္ဒိုင်းမူလာဘာလာမသိပါဘူးအဲ့ယောဂီတယောက်ကထပြီးတော့ပြောတော့တပည့်တော်တို့ကဒီမှာတဲ့မနဲ့မိုးလင်းမိုးချုပ်တနေ့ကုန်တနေ့ကန်တရားထိုင်နေတာတဲ့ဆရာတော်ကတရားလဲတစ်ခါမှလာမဟောဘူးတဲ့ဆရာတော်ကအပေါ်မှာအေကွန်ခန်းထဲမှာဇိမ်ခန်းနေတာဆရာတော်အပေါ်မှာအေကွန်ခန်းထဲမှာဇိမ်ခန်းနေတာတဲ့အဲ့ဒါလုံးတင်တယ်လေဒီဘက်တော်တို့ကတရားရှောက်မယ်လို့ဆရာတော်စီကိုလာတော့လေဆရာတော်အနာယူနေသည်ဆိုင်းမုတ်ကြီးက
ရှေ့မှာချတာဒီဘက်တော့ဘယ်ကျင်လာပြောအရှင်တရားဟောရမှာဘယ်ကျင်လာပြောမေးရမှာလဲဟောတကယ်တမ်းညတော့ဆရာတော်ကဒီဘက်တော်နဲ့ရှင်ကြည့်လိုက်မယ်ဒီဘက်တော်ကသားအရွယ်ပဲရှိပါသေးတယ်တဲ့ဆရာတော်ဒီလောက်ဇင်ခံစရာမလိုပါဘူးဆိုကိုင်းတာဘုန်းကြီးကအဲ့ဆရာတော်အဲ့တော့မှ35လောက်ပဲရှိသေးတာဟိုယောဂီကပြောတဲ့ယောဂီကတက်80ကျော်လေ90ကျော်တော့အဲ့လိုပြောပြတာသူကဆရာတော်ဒီလောက်ဇင်ခံစရာမလိုပါဘူးလို့တာဒါပါလဲဆိုတော့အဲကောင်မဲ့အပေါ်မှာလေအဲကောင်ခန်းထဲမှာစိတ်နှက်ပြီးတော့မှနေတာအဲ့ဒါမှဝေဘာနာတခါကြီးကပြောလဲပြီးတော့အဲ့ယောဂီနောက်ကြောင်းမလာတော့ဘာလို့လဲကာမဒုက္ခလိကာနိယောဂသည်ကျွန်တော်ဓမ္မမိတ်ဆွေတွေယဟန်နေရဲ့ဗာလဲယဟန်နေရဲ့အကျင့်မဟုတ်ဘူးပြောမှဆိုတော့ဒီမှာကတော့အရိယာပေါ့နော်အနရိယောအရိယာတွေရဲ့လောက်ရမဟုတ်ဘူးကျင့်စဉ်မဟုတ်ဘူးတဲ့ပောထုဇနီကောပုထုဇဉ်ဘုန်းကြီးတွေလည်းပုထုဇဉ်မှာပဲလေတာမန်ဘုန်းကြီးကတော့ဗာလေပုထုဇဉ်ဆိုတော့သူလည်းဘာလို့မလဲဇိန်ခံမှာပဲပေါ့ဇိန်ခံနေပုထုဇဉ်ပေါ့ဇိန်ခံနေတော့ပုထုဇဉ်ပေါ့ဇိန်မခံရင်တော့ဗာလဲအရိယာဒါပေမဲ့လည်းအရိယာပုထုဇဉ်တွေနဲ့ဆိုပေမဲ့လည်းပဲရောဆရာတော်ကြီးတို့ဘာလို့ကြတော့ပုထုဇဉ်ဆိုပေမဲ့လည်းအရိယာလိုနေတာရောဆရာတော်ကြီးတို့ပါလဲပုထုဇဉ်ဆိုပေမဲ့အရိယာလိုနေတယ်ဇိန်ခံနိုင်တယ်လင်ခရူဇာတွေလက်ဆက်တွေအဲ့လိုမျိုးတကယ်ကောင်းပေးဆိုတဲ့ကားတွေစီးနိုင်တယ်မရှိဘူးအဲ့လိုမျိုးဇိန်ခံအဲကွန်ပါနေနိုင်တယ်မနေဘူးဆရာတော်ကြီးအရိယာပုထုဇဉ်ဆိုပေမဲ့ပုထုဇဉ်မို့လို့ဆိုပြီးတော့မှလောဘနောက်နေလိုက်မယ်ဒေါသလောက်နေအဲ့လိုမျိုးတွေလုပ်လို့မရဘူးပုထုဇဉ်မို့လို့ကိုကျွန်တော်တို့တွေပါလဲပို့ပြီးတော့မလုပ်မလဲကိုယ့်ကိုထိန်းရအရိယာဘာမှထိန်းစရာမလိုဘူးပုထုဇဉ်ဆိုတော့ပို့ထိန်းရအဲ့ဒါပုထုဇဉ်ဖြစ်ပြီးတော့မှအရိယာလိုနေနိုင်အဲ့ဒါအကောင်းဆုံးအဲ့ဒါမှတကယ်ကြီးညိုစရာကောင်းတယ်ရောဆရာတော်ကြီးတို့အဲ့လိုမျိုးနေတာလေဗျခင်ဗျာနော်ဒါကြောင့်အရိယောအနရိယောအနတ္ထတန်ဟိတောအဲ့ဒါပါလဲအနတ္ထတန်ဟိတောအကျိုးမရှိဘူးတဲ့ကျွန်တော်ဓမ္မမိတ်ဘာပါလဲအနတ္ထတန်ဟိတောတော့ဗာလဲအကျိုးမရှိဘူးတဲ့ဉာဏ်အတိဉာဏ်ဖြစ်ဖို့အတွက်အကျိုးမရှိဘူးကျွန်တော်တို့ဓမ္မမိတ်တွေဇိန်ခံရတော့ဘာအကျိုးရှိလဲကျိုးရှိလားမရှိဘူးလားကြည့်လားရှိပါ ညောင်းပြသွားတယ်အဲ့ဒါဒီဘက်ကတော့စုနန္ဒာလားစုနန္ဒာတောင်းတယ်ဒေါတန်တောင်းတယ်ဟာလားဒါလည်းအဲ့ဒါဆိုတော့ဇိန်ခံတာကောင်းစားတော့လည်းကောင်းစားတော့ကျွန်တော်တို့လောလောဆယ်တော့ဇိန်ကြတာပေါ့နော်ကောင်းတယ်ပြီးတော့ကျယောဂါတွေရအဲ့ဒါပြီးတော့ကျဘာဖြစ်လဲယောဂါတွေရသွားစားမလာရှောင်းကိုတွေရှာဟောက်ပေါ်တွေစားကျွန်တော်တို့သွားစားတယ်ပြီးတော့ကျဘာဖြစ်လဲယောဂါတွေဖြစ်ကင်ဆာတွေဖြစ်ကင်ဆာစုံလုံးဟိုကင်ဆာဖြစ်ဒီကင်ဆာဖြစ်အဲ့မလာရှောင်းကိုဟောက်ပေါ်တွေစားတာတွေကင်ဆာဖြစ်နေနိုင်တယ်ဗျာမှာတော့မလုံးနဲ့ခဏသွားစားလို့ကောင်းလာမှာဟုတ်တယ်မလားခဏတော့လေခဏလေးပဲသွားမစားနိုင်ဘူးစီကလည်းကြီးနေတော့အဲ့ဒါမို့တွေကကျွန်တော်ဗာလဲအနတ္ထတန်ဟိတောတဲ့ဘာလို့လဲအနတ္ထတန်ဟိတောတော့ဘာပြောတာလဲအကျိုးမရှိဘူးဆိုတာဘလို့အကျိုးမရှိအတိညာဖြစ်ဖို့အတွက်အကျိုးမရှိဘူးကာမဂုဏ်အာဇိန်ခန်းနေတဲ့ပုဂ္ဂိုလ်ဘာသိညာထွက်လာမှာလဲဇိန်ခန်းနေမှာတော့ဟုတ်တယ်မလားအဲ့ဒါကိုပြောတာအနရိယောအနတ္ထတန်ဟိတောအဲ့ဒါဘာခေါ်လဲကာမဒုက္ခလိကာနုယောဂကာမဂုဏ်အာယုန်တွေကိုဇိန်ခံနေရင်ကျွန်တော်ဓမ္မမိတ်ဆွေဘာမှအကျိုးမရှိဘူးတဲ့အနတ္ထတန်ဟိတောနော်နောက်တစ်ခုကယောစာယံအတ္တကိလမထာနုယောဂခန္ဓာကိုပင်ပန်းဆင်းအောင်ကျင့်ခန္ဓာကိုအတ္တကိလမထာနုယောဂဆိုခန္ဓာကိုပင်ပန်းအောင်ထပ်တလဲကျင့်တာဘာကွန်လဲအတ္တကိလမထာနုယောဂအဲ့ဒါကလည်းပဲဒုက္ခဆင်းရဲတာပဲတဲ့ဆင်းရဲုံတက်ပဲတဲ့အနရိယောအဲ့ဒါမောကအရိယာတွေရဲ့လောက်ရမဟုတ်ဘူးတဲ့ကျင့်စဉ်မဟုတ်ဘူးတဲ့အဲ့ဒါကလည်းအနတ္ထတန်ဟိတောဘာလဲတို့လည်းပဲအကျိုးမရှိဘူးအတိညာဖြစ်ဖို့အတွက်အကျိုးမရှိဘူးဘုရားရှင်ကိုရောမယ်6နှစ်တိတိဒုက္ခရစရိယာကျင့်တာအစားအသောက်ကိုချိုးချံတယ်နောက်ဆုံးမှလည်းပဲစီတစီလောက်လေးပဲစားတယ်အဲ့ဒါတွေကဘာလဲခန္ဓာကိုပင်ပန်းဆင်းရတာပဲရှိတယ်ဘာမှအသိဉာဏ်ဖြစ်မလာဘူးခန္ဓာကိုပင်ပန်းဆင်းအောင်ကျင့်တယ်မှနေမှကျွန်တော်ဓမ္မမိတ်ဒီပါလဲအတ္တကိလမထာနုယောဂအဲ့မတရားထိုင်နေခြင်းမှာကျွန်တော်ဓမ္မမိတ်ပင်ပန်းတယ်လားမပင်ပန်းဘူးလားပင်ပန်းတယ်တရားထိုင်နေတာဤစိတ်လာတာတနားရီတောင်မပြေဘူးဘယ်လောက်ထိုင်လိုက်လဲ
ထပြေးခြင်းသေးပေါက်တာနော်ထပြေးခြင်းသေးအဲ့ဒါအတ္တကိလမထာနုယောဂဖြစ်လားမဖြစ်ဘူးဘယ်လိုလုပ်ဆရာတော်ကြီးကတော့မထရဲအဲ့ဒီမထရဘူးလားထပြေးခြင်းသေးထပြေးခြင်းသေးပေါက်တာအဲ့တော့ဒီတရားတို့တရားမြတ်ကိုရရှိဖို့တော့ကတက်နိုင်အတက်ဟိုပင်မဆင်းရဲမှုကတော့ရှိရတာပဲပင်ဘာမှလွယ်လွယ်ကူကူနဲ့တော့ဘာမှမရဘူးပေါ့ဗျာဟုတ်တယ်မလားကျွန်တော်ဓမ္မမျိုးသူတွေစောင်းဝဲတွေအောင်ဖို့တွေကလည်းပဲလွယ်လွယ်ကူကူနဲ့မအောင်ဘူးစီဝါဖြစ်ဖို့ဆိုတာလည်းကျွန်တော်ဓမ္မမျိုးလွယ်လွယ်ကူကူနဲ့စီဝါဖြစ်မလားမဖြစ်ဘူးကြိုးစားရတယ်ရုံငါရတယ်တထေးတွေဆိုရင်ဆင်းရဲသားတွေလည်းပို့ပြီးတော့မှဘာလို့ ရလဲရုံငါရတယ်ပို့ပြီးတော့အလုံးရအုံနောက်တွေစားရသူများတွေအိတ်တဲ့ချိန်မှာတထေးတွေမအိတ်နိုင်အေးရဘူးမှတထေးတွေသူများတွေအိတ်တဲ့ချိန်မှာမအိတ်ရဘူးဆင်းရဲသားတွေဆိုရင်စားတော့ပြီးညနေကိုပါတော့ကိုယ့်အိမ်ကိုပြန်ရောက်လို့တမကိုယ့်အိမ်ကိုပြန်ရစားတော့အိတ်ဒီမှာတထေးတွေမအိတ်နိုင်ဘူးညတနာရီ2နာရီတိသူတို့မှဆင်းနေစရာတွေလုံနှောင်းတွေတွေ့ဘာတွေလုပ်မှာဒုက္ခရောက်အဲ့လိုမပင်မနဲ့လုံမှရတာအောင်မြင်မှုတွေဆိုတာကပင်မနဲ့ကြိုးစားပြီးတော့လောက်ရတာဒါပေမဲ့ကျွန်တော်တရားအားထုတ်တဲ့နေရာမှာလည်းပဲအထိုက်တန်တဲ့ဟိုပါဘောနော်ပင်မမှုကတော့ရှိတာပဲပင်မမှုရှိတယ်အဲ့ပင်မတဲ့အချိန်မှာကျွန်တော်ဓမ္မမိတ်ဆွေတွေကအတ္တကိလမထာနုယောဂဖြစ်တာမဖြစ်တာဘယ်လိုလဲဆိုတော့စိတ်ထဲမှာအယံကိုခံစားနေရတယ်အယံခံနေရတယ်ဒေါသဖြစ်လာတယ်စိတ်ထဲမှာမခံမရနိုင်ဖြစ်တဲ့ဒေါသဖြစ်လာရင်အဲ့ပါလေအဲ့ဒါအတ္တကိလမထာနုယောဂအတ္တကိလမထာနုယောဂနုယောဂဆိုတဲ့စကားလုံးကတုတ်တန်စကားလုံးအဲ့တုတ်တန်စကားလုံးကိုကျွန်တော်တို့အဘိဓမ္မာရှုထောင့်ကလည်းကြည်လိုက်အတ္တကိလမထာနုယောဂဒေါသအတ္တကိလမထာနုယောဂအရာကပရမတ္ထစကားလုံးနဲ့ပြောရင်ပါလေဒေါသဖြစ်ရင်စိတ်ထဲမှာမခံမရနိုင်ဖြစ်နေရရင်အဲ့ဒါပါလေအဲ့ဒါဆိုရင်အတ္တကိလမထာနုယောဂပဲအဲ့ဒါကြောင့်မိုးကုတ်ဆရာတော်ဘုရားကြီးတော်ကခန္ဓာရုပ်သာနာ၍စိတ်မနာစေနဲ့ကိုယ်သာနာ၍ပါလေစိတ်မနာစေနဲ့ညာတော့တယ်ခန္ဓာကတော့နာမှာပဲအပေါ်ကဖိတာတယ်ကြံလာတော့ကြပါလေနားလာမှာပဲဟုတ်တယ်မလားခန္ဓာကဖောက်ပြန်လာတယ်ခန္ဓာကဖောက်ပြန်လာတော့ဝေဒနာကခံစားတာအဲ့ဒါကိုငါသွားပြီးတော့မှမခံမရနိုင်ဖြစ်တယ်ငါမှဖြစ်ရလေခြင်းငါမှဖြစ်ရလေခြင်းဆိုတဲ့အဲ့ဒါဝင်သွားရင်ကျွန်တော်ဓမ္မမျိုးစီပါလေစိတ်ပါနာတာအဲ့ဒါကြောင့်ကိုယ်သာနာပြီးစိတ်မနာစေနဲ့တရားထိုင်တဲ့ချိန်မှာဘလောက်ပဲဖြစ်ဖြစ်သူကဖြစ်အဲ့ကြောင့်မဟာပလင်တွေမှာတို့ထိုင်နေတယ်ဆိုအဲ့လိုမျိုးတွေပေါ့မဟာပလင်တွေဝေဒနာကိုခါပြတော့မှတို့ရှုတယ်ဝေဒနာကိုခါပြတော့မှရှုတတ်တော့ကြတော့ငါနာတယ်လို့တို့ကမထင်တော့ဘူးနိငါနာတယ်လို့မထင်တော့ကြတော့ကျွန်တော်တို့တွေကအကြာကြီးထိုင်နေသွားတယ်ကျွန်တော်တို့တွေကကြတော့ငါမလီသေးပါငါငါတော့သေးပါငါတို့တရားမရဘဲနဲ့တော့ငါတော့သေးတော့မှာထွက်ပြေးကောင်းမှစဉ်းစားတာငါအိမ်မှာငါနေသားလေးနေအေးစိစိနဲ့နေလို့ရတယ်တရားလာထိုင်မှာဒုက္ခတွေရောက်တာအမလီပြင်းရင်ကောင်းမလားမပြင်းကောင်းလားအဲ့လိုမျိုးတွေမြင်တာအဲ့ဒါပါအဲ့ဒါမို့အတ္တကိလမထာနုယောဂဖြစ်သွားတာအဲ့တော့ကျွန်တော်ဓမ္မမျိုးအတ္တကိလမထာနုယောဂမဖြစ်အောင်ဘယ်လိုကျင့်ရမလဲဆိုရင်ကိုယ်သာနာ၍စိတ်မနာစေနဲ့စိတ်မနာစေနဲ့အဲ့ဒါဆိုတာလည်းအတ္တကိလမထာနုယောဂပဲကာမဂုဏ်စားတော့တဲ့နေရာမှာလည်းဒီလိုပဲအစားအသောက်တွေအငမ်းမရစားရင်ဘုန်းကြီးတစ်ပါးတွေပြုတ်လိုက်လိုင်းပေါ်မှာတင်းကိုရော်ရင်းလေးပြက်ကြရတယ်လမ်းဘေးမှာဝတ်သားတို့ဆိုင်မှာသွားပြီးတော့ကောင်းကောင်းလေးတွေထိုင်ပြီးရှင်းထိုင်ပြီးဝတ်သားတို့တွေအတကုံဆွဲတယ်ဝတ်သားတို့တွေအတကုံဆွဲတော့အဲ့ဒါကျဘာဖြစ်လဲကာမတုခံလိကနုယောဂအရသာတဏှာတွေဖြစ်တယ်ရသတနာတွေအစားတော့စားတဲ့နေရာမှာလည်းပဲကောင်းတာပဲစားမကောင်းတာပဲစားရသတဏမဖြစ်အောင်စားအဲ့ဒါဆိုရင်ကာမဒုက္ခလိကနုယောဂမဖြစ်ဘူးအဲ့ဒါမကောင်းတာပဲငပိရစားနေလဲပဲမြေရှက်ရစားနေငပိရစားလဲမြေရှက်ဆက်ရတာစားရင်ဘာဖြစ်လဲတွေးတော့မှာကာမဒုက္ခလိကနုယောဂပဲလုံးစုံနေငပိကိုလည်းငပိကိုမြေရှက်ရစားနေလဲပဲကာမတုခံလိကံယောဂပဲဝတ်သားတော်ကြီးတွေကိုမြေရှက်ရစားတယ်မှာကာမတုခံလိကံယောဂမဟုတ်ဘူးဟုတ်လားအဲ့လိုမျိုးပေါ့အဲ့ဒါကိုပြောတာအဲ့ဒါကာမတုခံလိကံယောဂရဲ့ပရမတ္ထအဘိဓမ္မာစကားလုံးနဲ့ပြောရင်ဗာလဲလောဘပဲအဲ့ဒါကာမတုခံလိကံယောဂရဲ့စကားလုံးကဗာလဲလောဘမဖြစ်အောင်နေရအတ္တကိလမထာယောဂကျင့်စဉ်စကားလုံးကဗာလဲပရမတ္ထစကားလုံးနဲ့ပြောရင်ဗာလဲဒေါသလောဘဒေါသဆိုတဲ့အဲ့ဒီအစွန်းနှစ်ခုကနေပြီးလွတ်အောင်ကျင့်ရမယ်တဲ့ယဟန်တစ်ပါးဆိုတာအဲ့ဒါကိုပဲတွေမေဘေကဝေအန္တာပပစီတေနာနသေဝိတ္တဗံယ
ဟန်းတွေကိုပြောတာကျွန်တော်တို့မပါဘူးကိုကတော့ကျွန်တော်တို့စားကျင်တာစားမှာဟုတ်လားဒေါခင်ကြီးပြေစားကျင်တာစားဟုတ်လားစားကျင်တာစားကောငယ်အဲ့ဒါလေးဖတ်မယ်အဲ့ဒါဖတ်မယ်ကဲမချော့လေးဖတ်မယ်တွေမေဘိကဝေအန္တံတွေမေဘိကဝေအန္တံပပစီတိပပစီတိပပလို့မဖက်ပပစီဘာကိုစားတဲ့ဘစ်ပပစီတိနာနာတိပိတပါကတမေတွေယောစာယံကာမေတုကာမတပါဠိကနိရောဂောဒီနောကဘောဘောထုဇနီကောနာရိအနရိယောအနတ္တတာဟိတောယောစာယံကာလိကမထာနုရောဂောအတ္တကိလမထာနုရောဂောဒုက္ခအနာယောအနတ္တတာဟိတောဒုက္ခအနရိယောအနတ္တတာဟိတောအဲ့တော့ကျွန်တော်တို့ခံစားနေတဲ့ဇိမ်ခန္ဓာတွေကဗာလဲဟီနောတဲ့နော်အားတို့ကဇိမ်ခန္ဓာတွေကဗာလဲဟီနောတဲ့ဇီနောအမြင်ကဖះအမြင်ကတော့ဟီနောပဲကျွန်တော်တို့အမြင်ကတော့ပဏီတော်ပဲဒီကိုကတော့သဘောလေးကြာပြီးပဏိတမြတ်တာဟောအဲ့ဒါကောင်းတယ်လို့ကိုကကောင်းတယ်လို့ကိုကကျွန်တော်တို့အတွေ့ရပါလဲကောင်းတယ်လို့တွေးတယ်အမြင်ဖះတို့ရဲ့အမြင်ကကြတော့ဟီနောတဲ့မင်းတို့ပါလေနော်အဲကြောင့်အဲ့ဒီကျင့်စဉ်တစ်ခုကိုဘာလို့မလဲဘာခေါ်လဲဆိုတော့အစွန်းရောက်ကျင့်စဉ်ကာမဒုက္ခလိကနုယောဂနဲ့အတ္တကိလမထာနုယောဂခန္ဓာကိုပင်ပန်းဆင်းအောင်ကျင့်တဲ့ကျင့်စဉ်အားလုံးဒီပါလေအတ္တကိလမထာနုယောဂတရားထိုင်တာကလည်းပဲအတ္တကိလမထာနုယောဂဖြစ်သလားမဖြစ်ဘူးလားဖြစ်အောင်လုပ်ရင်တော့ဖြစ်တာပဲမဖြစ်အောင်လုပ်ရင်တော့မဖြစ်ဘူးပဲအဲ့တော့ကိုယ်သာနာ၍စိတ်မနာစေနဲ့ပဲကိုယ်သာနာ၍စိတ်မနာခန္ဓာကိုယ်ကြီးနာအောင်ကျင့်နေတော့တင်တင်တက်လုံးနေတော့အဲ့ဒါခန္ဓာကိုယ်အမလေးထားခိုင်းအောင်နေတော့အဲ့ဒါအတ္တကိလမထာနုယောဂဖြစ်မှာအဲ့ဒါတော့အဲ့ကျင့်တဲ့တစ်ခုကိုကျွန်တော်တို့ဓမ္မမိတ်ဆွေတွေဘာလုပ်ရမလဲရှောင်ကျင်ရမယ်တဲ့အဲ့ဒါမလားအဲ့ဒါကိုပါလဲနာသေဝိတ္တပါမမီဝဲရဘူးမကျင်တော့ရဘူးဆိုပါလဲရှောင်ကျင်ရမယ်အဲ့လမ်းစဉ်ကိုမလိုက်ရဘူးစိန်လဲမခံနဲ့စိန်လဲမခံနဲ့ခန္ဓာကိုယ်လဲပင်မအောင်လဲစိန်လဲမခံနဲ့ပင်မအောင်လဲမလုံးနဲ့ဘယ်လိုနေကြအဲ့ဒါဘယ်လိုနေကြဟိုလိုဒီလိုစိန်လဲမခံနဲ့ပင်မအောင်လည်းမလုံးနဲ့အဲ့ဒါပြီးတာပဲနော်အဲ့ဒါပဲစိန်ခံရင်လောဘပင်မအောင်လို့ရင်ဒေါသစိတ်ထဲမှာမပင်မနဲ့စိတ်မနာစေဘူးကိုယ်သာနာပဲစိတ်မနာစေနဲ့အဲ့ဒါလေးဖတ်တာမယ်နောက်နေ့ကျမှကျွန်တော်တို့ဘရန်တူမြန်သွားမယ်ဒီနေ့ကတော့ဒီအဆောင်ရောက်ခြင်းစဉ်နှစ်ခုရဲ့ခုနပြောတဲ့ဓမ္မစကြာရဲ့ဏိဒံပေါ့နော်ဒီလောက်နေပဲကျွန်တော်တို့နားကြမယ်ဒါကြောင့်ဗုဒ္ဓသာသနာစီတံတေတ္တတုသုံးညရွတ်ဆိုပြီးတော့နားကြပါမယ်ခင်ဗျာဗုဒ္ဓသာသနာစီတံတေတ္တတုသာသနာစီတံဗုဒ္ဓသာသနာစီတံတေတ္တတုသာသနာစီတံတေတ္တတုအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာပဲကောင်းကျိုးလူရဆန္ဒများပြည့်စုံကြပါစေရွတ်ဖတ်ပူဇော်လိလအပ်သောမဟာသမယသုတ်တံများတဘောတော်ကြောင့်ဘေးရန်ခတ်သိမ်းလို့ဆုံးကြီး၍ကောင်းကျိုးအနန္တအတိအတိရရှိကြပါစေခင်ဗျာအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေအပေးရနေကြပါစေဆုနေပါစေအားလုံးစိတ်တူခင်ဗျာရကြပါ